ဇလိုင်းရဆမှာတော့မဘာဆယ်လို့ခေါ်တဲ့မျိုးလေးမှနေထိုင်နေအသက်12နှစ်အရွယ်မူရာရန်ကျောင်းသားလေးနာအိုတာနန္ဒာပါတရားမြေကမ်းမဘေးမှာစိုင်းစားထိုင်လို့မရအောင်တွေ့ရပါတယ်။သူ့ဘေးနားမှာတော့သူ့အကွယ်ရေးစားပါလို့တစ်ခါတည်းစိတ်ကူးရင်နေတဲ့ထထန်းကျောင်းသူမာမီမီစီမီဂျီမာကဘေ့စ်ဘောလုံးကိုလဲပြီးကစားနေရတာပါ။နာအိုတာဆောင်နေတော့မှပဲမာမီမီကသူ့ကိုနောက်ကနေတိုက်ဖက်ပြီးနေရာကိုကိုက်ကငါဒီလိုမလုပ်ရင်ရင်ထဲကຢာတွေရှန်ကြလာလိမ့်မယ်လို့ထူးဆန်းပြောဆိုပါတယ်။သူတို့နှစ်ယောက်လုံးထွေးပြီးလက်ကျသွားချိန်မှာတော့အနီးနားကအစာအုပ်တစ်ခုကမိဖို့ထွက်နေရအောင်ကြည့်ရင်လည်းငါတို့မျိုးမှာဘာမှထူးခြားဖြစ်ပါဘူးကွာလို့နာအိုတာကညှိယူလိုက်ပါတယ်။စိန်တကူကြတော့မမီမီဟာနာအိုတာစီကပတ်စံနဲ့တမ်းမြိုင်တပူဝယ်တော့ပါတယ်။နာအိုတာကအချင်းမကြိုက်ဘူးပြောထားရတဲ့ပေါ့။ပြီးတော့မမီမီကနာအိုတာကိုအမှတ်တရပေးထားတဲ့အနိုင်ရနဲ့ပတ်သက်ပြီးစနာပြီးလက်ကျန်ချွေကိုတိုက်ပါတယ်။နာအိုတာကသူ့တောက်လိုက်ရင်တောက်ရိုက်နှမ်းဖြစ်သွားမှာဆိုလို့အချွေဘူးကိုလွတ်ပလိုက်ပါတယ်။အဲဒီနောက်သူ့အကိုအမေရိကမှာဘာလို့လဲဆိုတာပြောပြဖို့ကြိုးစားပေမဲ့မမီမီကသတင်းစမရိပ်မိပြီးတော့တောင်းပေးသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Vespa ဆိုင်ကယ်မောင်းအားမျိုးသမီးတယောက်ကနာအိုတာကိုဝင်တက်လိုက်ပါတယ်။မမီမီကနာအိုတာကောင်းဖို့ကြိုးစားခဲ့ပေမဲ့မမီလိုက်ပဲနာအိုတာကသတိလွတ်သွားခဲ့ပါတယ်။ဒါကိုမမီမီကကမ္ဘာနဲ့တော့ရိုက်ယူထားလိုက်ပါသေးတယ်။စံကမောင်းရတဲ့ထူးဆန်းနိုင်မျိုးသမီးဟာသတိလစ်နေတဲ့နာအိုတာကိုချက်ချင်းပဲစီပြလုပ်ပြီးကတင်လိုက်ပါတယ်။ဒါပေမဲ့နာအိုတာသတိပြန်လာကြမှာပဲအဲ့ဒီမျိုးသမီးကသူ့ရဲ့ဘတ်စကစ်တာကြီးနဲ့နာအိုတာကိုထိရိုက်ချပြီးမောင်းပြသွားပါတယ်။ဒီထက်ကြောင့်နာအိုတာမကြည့်လိုက်တဲ့အချက်ကတော့သူ့ကောင်းထဲမှာအထားကဘာကအရာဝတ္ထုကိုထုတ်ပေါ်လာတဲ့အန်လိုချန်တစ်ခုပွင့်လာခဲ့ပြီးဆိုတာပါပဲ။အဲ့ညမှာပဲနာအိုတာရဲ့ကောင်မှာဂီတာနဲ့ရိုက်ခံရတဲ့နေရာကနေဂျိုးတစ်ချောင်းထွက်လာပါတယ်။နောက်နေ့ကျတော့ကြားမှာ Vespa ဆိုင်ကယ်စီမျိုးသမီးကြောင့်ကောလာဟာလိုက်ထွက်ရကြောင်းနာအိုတာတရားသူ့ရဲ့ဂျိုးဘက်တီစီမီဖုံးထားလိုက်ရပါတယ်။ကျောင်းဆင်းလို့စေယုံသွားလမ်းမှာမနေ့ကမျိုးသမီးနဲ့ထပ်တိုးပြီးတော့ထွက်ပြေးခဲ့ရပါသေးတယ်။ဒါပေမဲ့စေယုံရောက်တော့သူ့ကိုစစ်ဆေးပေးတဲ့သူနာပြုဆရာမကအဲ့ဒီမျိုးသမီးဖြစ်နေတာကိုထိတ်လန့်မှတွေ့လိုက်ရပြန်ပါတယ်။အဲ့ဒီမျိုးသမီးကပတိအောက်မှာမရှိနေလို့မေးရင်ဂီတာနဲ့ထည့်ရဖို့ကြိုးစားတာကြောင့်နာအိုတာလည်းအင်ကိုဘက်ထွက်ပြေးလာခဲ့ရပါတယ်။ညဆောင်စားချိန်ရောက်တော့နာအိုတာရောက်အကြီးကျယ်လက်ဖြန့်သွားရပြန်ပါတယ်။ဘာလို့လဲဆိုတော့သူ့ကိုလက်တိုက်ခတ်နေတဲ့အမျိုးသမီးကသူ့အဖေခါမွန်အဖိုးရှီကီကိုနီတို့နဲ့တူထမင်းဝါမှာရောက်နေလို့ပါပဲ။အဲ့ဒီမျိုးသမီးကသူ့နာမည်ဟာရီကိုဟာရူဟာရာဖြစ်ကြောင်းမိတ်ဆက်ပြီးတော့နာအိုတာရဲ့ဖေကသူ့ကိုအိမ်ကိုပြစ်ခန့်လိုက်ကြောင်းပြောပြပါတယ်။ထမင်းစားပွဲမှာဟာရီကိုကနာအိုတာနဲ့မမီမီတို့ရဲ့ပတ်သက်မှုကိုဖွင့်ချလိုက်ပြီးနာအိုတာနဲ့ possession တိတ်ခဲ့တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့အဖေဖြစ်သူခါမွန်ကတော့ထွက်ပြီးတော့ပတိအောက်ကတရားကိုမိကုန်းထုတ်ပါရတယ်။ညရောက်တော့နာအိုတာအခန်းထဲကိုဟာရီကိုရောက်လာပြီးသူကဂျိုသားဖြစ်ကြောင်းပြောပြပါတယ်။အောက်ထပ်ဆင်းသွားတဲ့နာအိုတာကိုသူ့အဖေကတားပြီးတော့ဟာရီကိုနဲ့ပတ်သက်လို့မင်းမြတ်ပြန်ပါတယ်။စကားပြောရင်းနဲ့ခါမွန်ကမမီမီရိုက်ထားတဲ့နာအိုတာကားတိုက်ခံရတဲ့ပုံတွေကိုထုတ်ပြပါတယ်။မမီမီဟာပမောက်နားလို့ချင်လို့ဒီပုံလေးနဲ့လာလေပါကြောင်းသိလိုက်ရတဲ့အခါနာအိုတာစင်ကားဖြစ်ပြီးတော့အိမ်ထဲကနေပြေးထွက်သွားပါတယ်။ညီကနာရတာအောက်မှာဆစ်လက်တောင်းနေတဲ့မမီမီကိုနာအိုတာတွေ့လိုက်ရပါတယ်။မမီမီဟာပမောက်အိတ်ကိုဖတ်ထားရင်နာအိုတာကိုနောက်ကနေတိုက်ဖက်လိုက်ပါတယ်။ဒီအချိန်မှာနာအိုတာကမပြောဘဲထိန်ချန်တာလူ့ဝက်ဆက်ကိုဖွင့်ပြောလိုက်ပါတယ်။အဲ့ဒါကတော့အမေရိကမှာရှိတဲ့သူ့အကိုစီကဆိုင်ရောက်လာပြီးအကိုဖြစ်သူဟာအမေရိကန်ကရွှေအောင်စမင်းနဲ့ကောင်မလေးပြောင်းနဲ့တွဲနေပြီဆိုတဲ့အကြောင်းပါပဲ။ဒီသတင်းကိုကြားလိုက်ရတဲ့မမီမီဟာမိုးကျွေးနဲ့ရင်ထဲကအရာတွေရှန်ကြလာပြီးအော်ဟစ်ကလက်ကျလာပါတော့တယ်။အဲ့ဒီချိန်အိမ်မှာကျန်ခဲ့တဲ့ဟာရီကိုရဲ့လက်ကဝက်ကတန်ချိုးကအလိုလိုလှုပ်ရှားလာပြီးချက်ပြလိုက်တာကြောင့်ဟာရီကိုတရားသူ့ရဲ့ Vespa ဆိုင်ကယ်နဲ့တရားစီကိုအများလိုက်သွားပါတယ်။နားပေါ်မှာတော့မမီမီကိုနှိုးဖို့ကြိုးစားနေတဲ့နောက်တဲ့ကောင်ကဂျိုအားတစ်စင်နီအောင်ဆောက်ကြီးတရုတ်နဲ့ဆောက်လက်တိုင်တစ်ခုကထပ်ပေါ်လာပြီးတိုက်ပွဲဆပါတော့တယ်။နောက်ဆုံးမှာတော့ဟာရီကိုရောက်လာပြီးသူ့ရဲ့ bus ဂီတာနဲ့ဆက်ရုပ်ကိုအပြတ်သက်ရိုက်ချပြီးတော့အနိုင်လိုက်ပါတယ်။ဟာရီကိုဂီတာရိုက်လိုက်တဲ့ပုံစံကိုကြည့်ပြီးတော့နောက်တာဟာသူ့ရဲ့ပွဲကိုခဏတာမြင်အောင်လာခဲ့ပါတယ်။အားလုံးနေမနဲ့မှာတော့နောက်တဲ့ကောင်ကနေဂျိုးပြောက်သွားပါပြီ။မင်းညာထွက်ရတဲ့ဆက်ရုပ်ကြီးကတော့သူတို့အိမ်မှာမဟုတ်တမားတစ်ထောက်ဖြစ်လုံးနေပါပြီ။ကျောင်းသွားတဲ့လမ်းမှာနာအိုတာမမီမီကိုဒရာနာမှာထပ်တွေ့ရပြန်ပါတယ်။မမီမီကသူ့ရဲ့လက်ချံချိုးကိုကမိတဲ့အခါနာအိုတာကအချင်းမကြိုက်ဘူးညှင်းမဲ့နောက်ဆုံးမှာတော့မမီမီရဲ့နှခမ်းချင်းထိမှာကိုဝင်းမဆိုင်တော့ပဲအောင်ကြီးတောက်လိုက်ပါတယ်။မမီမီဒီက Fire Starter ဆိုတဲ့လက်ခံရင်းတစ်ခုကိုယူမှုကစားနေအောင်တွေ့ရပါလိမ့်မယ်။အဲ့ဒီကနေမှာကစားသမားကမိရှုသမားတယောက်အနေနဲ့မိလောက်နှစ်ပြားကန်တီရဲ့စိတ်ခိုင်းချက်အရမြို့ကိုမိရှုခက်စီရတာပါ။နာအိုတာကသူ့ချောင်းရှိရောက်လာတဲ့မမီမီကိုဘာလို့တော့လဲလို့မေးနေခြင်းပါပဲ။သူ့ငယ်ချင်းတွေကမမီမီကိုနာအိုတာဇနီးလာကိုစောင့်နေကြပါတယ်။အတန်းကားဆောင်မလေးနီနာမိုတွေကတော့မမီမီကိုအုံနောက်ရှိရသူလို့သတ်မှတ်ထားသလိုနာအိုတာအောက်ထောက်ဆုပ်လေးကိုမိုက်တယ်လို့ပြောနေတဲ့မမီမီကိုလည်းကြည့်မိရဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့နာအိုတာခေါင်းကထွက်လာတဲ့ဆက်အုပ်ကြီးကနာအိုတာခေါင်းကိုအိတ်ထရီကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းတာကနာအိုတာအုံနောက်ကပျောက်ဆုံးနေပါတယ်။ဟာရီကိုကတော့ဒီဆက်ရုပ်ဟာ Medical Rational ဆက်ရုပ်ကဖြစ်လာတာဖြစ်ပြီးတော့နာအိုတာခေါင်းကထွက်လာတာဟာသူတို့ကြားမှာထူးဆန်းတဲ့ဆက်သွယ်မှုရှိနေလို့ပဲလို့ရှင်းပြပါတယ်။ဒါအပြင်မြို့ထဲမှာမိလောင်မှုတွေခဏခဏဖြစ်နေတာကိုလည်းဟာရီကိုကသတိထားမိနေပါတယ်။အဲ့ဆက်ရုပ်ကြီးဟာအားရစင်နေမှာတော့အောက်မှာရှောက်သွားပြီးမင်းညကဟာရီကိုရက်ခွဲလိုက်လို့လင်းစင်သွားတဲ့သူ့ရဲ့ခေါင်းမိုင်းအပိုင်းစာတွေကိုလည်းရှာနေတတ်ပါတယ်။ရှာတွေ့တဲ့အပိုင်းစာတွေကိုတော့နာအိုတာတို့အိမ်ကဗီဒီယိုလေးထဲမှာတူတူစိတ်ပြန်ကတ်နေတာပေါ့။ဒီနေ့မှာတော့မမီမီကဆက်ရုပ်ကြီးအပိုင်းစာတွေလက်ကောက်နေအောင်တွေ့ပြီးနောက်ကနေလိုက်သွားခဲ့ပါတယ်။ဆက်ရုပ်ကြီးကစာအုပ်ပေါ်ကနေပြန်တက်သွားတာကိုမြင်လိုက်ရတဲ့အခါမှာတော့မမီမီတရားစိတ်ချောက်ချပြီးသူဟာငါကလေးတွေကမိလောက်နဲ့ဖျားကန်ဒီဘဲလို့ယုံကြည်တော့ပါတော့တယ်။သူ့ကိုကန်ဒီလိုစာပါလို့အမိပေးပြီးတော့ကိုးဝယ်ပါတော့တယ်။အဲ့မှာတော့ဒီဆက်ရုပ်ကြီးဟာအင်ကိုလိုခမ်းမကြီးဖြစ်နေရှာပါတယ်။ဟာရီကိုကတော့အင်ကိုပြက်လောက်ခံရပါပဲဘာမှမလုပ်ပဲဆက်ကိုပဲခိုင်းနေတာပါ။နောက်တော့အဖေနဲ့အဖိုးကလည်းဆက်ရုပ်ကြီးကိုနှင်ကြသလိုဟာရီကိုကလည်းအတော့မကျတဲ့ကောင်လို့ခေါ်ပြီးစော်ကားနေခဲ့ပါတယ်။
ဒါပေမဲ့မမီမီကတော့စိတ်ယုံကြည်ပြလာတိုင်းကန်ဒီနဖျားကြီးဆိုပြီးဝတ်ပြုဆူတောင်းနေကြတာပါဒီရက်မှာတော့နောက်တာမမီမီတရားကိုကြားမှာနာကျင်ခံနေရတော့သိလိုက်ရပါတယ်တူမယူလုံးလေးကအသက်မဲ့ပြီးအေးဆက်နေကြအောင်မြင်လိုက်တဲ့အချိန်မှာမဒီကမရှင်နာဆက်အောင်ကြီးကနေမျိုးပြွေထွက်လာပါတယ်တရားပေါ်မှာအတူလမ်းရှောင်နေတော့မမီမီရဲ့အိတ်ထဲကခင်းစားလေးပြုတ်ကျလာပါတယ်အဲဒီခါမှာပဲနောက်တာကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါပြီအဲ့ဒါကတော့မျိုးထဲမှာဖြစ်နေတဲ့မိရှုမှုရဲ့နောက်ကမှာမမီမီရှိနေတယ်ဆိုတာပါပဲတူမဟာဂိမ်းတွေကကဘာနဲ့လက်တွေကဘာကိုမခွဲခြားနိုင်တော့ပဲတူမမုန်းတဲ့အရာမှန်များကိုမိရှုဖြတ်စည်းနေကြတာပါလောကနဲ့6လက်ကမမီမီရဲ့မူလာရန်ကြောင့်မိလောင်ခဲ့တာဟာလေတူမကိုယ်တိုင်ရှုပ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီတော့ကနောက်တိုင်းအကိုဖြစ်သူကတူမကိုမိရတဲ့ထုတ်ခဲ့တာပါအဲ့ချိန်ကစပြီးတူမဟာနောက်တိုင်းအကိုကိုကန်ဒီနဖျားကိုအသက်မှတ်ပြီးတော့ချစ်ခဲ့တာပဲဖြစ်ပါတယ်အခုအကိုဖြစ်သူကတူမကိုထားတော့တဲ့အခါမှာတော့တူမဟာစိတ်ယုံကြည်ကိုကဲတဲ့ရှိဖြစ်စားထုတ်ကိုကြိုးစားနေရပါညဘက်မှာတော့မမီမီဟာတူမရဲ့အကြောင်းအရာကြီးကိုထပ်ပြီးတော့မိရှုလိုက်ပြန်ပါတယ်အဲ့ဒီမှာပဲစိတ်ယုံကြည်ရဲ့ခေါင်းထဲကနေနောက်ထပ်ရန်သူဆက်ပြီးတော့ထွက်လာပြီးတိုက်ပွဲတွေဖြစ်ပါတယ်နောက်တာကမမီမီကိုကာဝယ်ဖို့ကြိုးစားပေမဲ့ရန်သူကတက်ဖို့ပြင်နေပါပြီဘေးကျလန်ကျဖြစ်နေတဲ့အချိန်မှာနောက်တာဟာသူ့အကိုနာမည်ထားဆိုကိုအာကိုတကြီးနဲ့အော်ခေါ်လိုက်ပါတယ်ဆက်ချင်းဆိုသလိုဆက်ရောက်ကြီးကန်ဒီရဲ့မျက်နှာပြင်မှာထူးဆန်းတဲ့တင်ငယ်တာတစ်ခုပေါ်လာပြီးနောက်တာကိုမျိုးချလိုက်ပါတယ်နောက်တာနဲ့ကန်ဒီတို့ပေါင်းဆက်သွားပြီးစွမ်းတဲ့အနီရောက်လက်ကြီးဖြစ်ပြောင်းလိုက်သွားပါတယ်အာရကိုရဲ့ဂီတာချက်နဲ့တူရန်သူကအမဇော်နေနေလိုက်နိုင်ပြီးမိလောင်ရဲ့ကျောင်းမကြီးကလည်းဖောင်းဖောင်းပြတက်ဝယ်သွားပါပါတယ်အရာအလုံးပြီးဆုံးမချိန်မှာတော့နောက်တာတယောက်တွင်းနေမိပါတယ်စိတ်တရားရင်းနဲ့တက်စီးနေတဲ့မမီမီကိုသူ့ဘလို့ကူညီပေးရမလဲဆိုတာပါနောက်ဆုံးမှာတော့သူစမချက်တစ်ခုချလိုက်ပါတယ်ဘာဖြစ်ဖြစ်ငါသူ့မဘေးမှာထားရရှိနေပေးမယ်ဆိုတာပါပဲမဘာစိန်မျိုးတော်ဝင်အတန်းကောင်းဆောင်မလေးအီဗီနီနာမိုရီရဲ့အဖေဟာအတွင်းမှုမလေးနဲ့ဖောက်ပြန်တဲ့ရှော့တော်ပေါ်မှာမိသွားပါတယ်ဒါပေမဲ့နီနာမိုရီကတော့ဂိမ်းဆက်တို့ဟန်ဆောင်ပြီးចောင်းကပြပွဲဖက်နက်တိကြမှာသူမရထားတဲ့ဇက်ဆောင်နေရာအတွက်ပဲအောင်ဆက်နေခဲ့ပါတယ်ဒီပြပွဲမှာသူမကသူကောင်းမျိုးမာခွင့်ဆွေတယောက်ဆောင်မှာဖြစ်ပြီးတော့နောက်တာကတော့သူမရဲ့ကြောင်လေးဖြစ်တယောက်ဆောင်ဖို့ပဲမဲပေးရွေးချယ်ခံထားရတာပါအိမ်မှာတော့ဟာရကိုကနောက်တိုင်းအထက်ကိုစောင့်နောက်ရင်ဟင်းခတ်မှုကြိုင်ပြင်းနဲ့ခါရီတော့ဘုဒ္ဓဆိုတင်းခေါ်တာကြောင့်နောက်တော့တရားကြောင်းတော့ကြပြီးတော့ဆက်လိုက်တာပြောက်ကွက်ခဲ့ပါတယ်ဒါကိုနီနာမိုရီကတော့တော်ကြီးနဲ့စူပူပါရဲအတန်းထဲမှာတော့နောက်တိုင်းအဖေခါမွန်ကိုတိုင်းဖော်ထုတ်လိုက်တဲ့မြို့တော်ဝင်ရှေ့တော်ပေါ်တဲ့ကတခြားလုံးကိုပြန့်နှံ့သွားပါတယ်နောက်တော့ကနီနာမိုရီကိုကိုချင်းစာပေမဲ့ကြောင်ဝစ်ဆောင်ဝေးပြီးကပြမှာကိုရှက်တာကြောင့်ကြောင်းစင်းစလိုက်တာကိုထပ်ပြီးတက်ကွက်ခဲ့ပြန်ပါတယ်သူကနေကနာမှာမမီမီနဲ့တွားတွေ့ခဲ့ပြီးအဲ့ဒီမှာပဲသူ့ကမှတောင်ရဲတွေပေါက်နေတာကိုမမီမီကမြင်သွားပါတယ်တစ်ဖက်မှာလည်းနီနာမိုရီကအိမ်ပြန်လို့မရအောင်သတင်းထောက်တွေဝိုင်းနေတာကြောင့်ဘူတာရွာပုံနေရပါတယ်အဲ့ဒီမှာနောက်တိုင်းတွေ့ပြီးတော့စကားပြောနေတော့ခါရကိုရဲ့ဘတ်စဝါဆိုင်ကယ်ကနောက်တော့ဝင်တိုင်းမြာကနေနီနာမိုရီလည်းနောက်တိုင်းကြောင်ရဲတွေကိုမြင်လာပြီးထိမိလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာနီနာမိုရီဟာဘဲအောင်နဲ့ဝင်တာကိုစတင်ခံစားလာပါတယ်နီနာမိုရီဟာနောက်တော့အိမ်မှာပဲညစာတူစားပြီးတ냐အိတ်ဖို့ဖြစ်လာပါတယ်ညစာစားဝဲမှာသူမကအကြီးစားကာရီကိုစားနိုင်တယ်လို့ကြားပေမဲ့တကယ်တော့သူမစားနေတာကခလေးစားတဲ့အချိုရလာမယ်နောက်တော့ခွင့်ချလိုက်ပါတယ်နီနာမိုရီဟာသူမမိဘတွေကွာရှမန်ကိစ္စကိုဘာမှဖြစ်သလိုဟန်ဆောင်နေပေမဲ့သူမဘဲအောင်နဲ့ဝင်တာကပိုဆိုးတာကိုစောက်ကြီးကန်ဒီကသတိထားမိနေပါတယ်အဲ့ညမှာပဲနီနာမိုရီနဲ့နောက်တော့ခန်းထဲမှာစကားပြောပြကြပါတယ်နီနာမိုရီကဝန်ခံလိုက်တာကတော့သူမဟာတန်းကားဆောင်အာနာကိုတုံးပြီးမဲကိုလင်းလက်ကနောက်တော့ကြောင်နေရပေးရတာပါသူမကဖနက်စီတောင်ပုံမြင်တဲ့ကလိုပဲလိန်ညာမှုတစ်ခုဟာကြာလာအမှန်တရားကိုဖြစ်သွားတာပဲလို့ဆင်ခြင်ပေးပါတယ်ဒါကိုအပေါ်လက်ကလေးမှာအိတ်နေတဲ့ဟာကိုကကြားပြပြီးတော့ကိုယ့်ရဲ့မူလားတယောက်ကိုဖျက်ဆီးမှလောက်ရတယ်လိန်ညာမှုကတကယ်ပဲအန်ရကင်းရလာလို့ခဏနဲ့မိကုံထွက်လိုက်ပါတယ်နောက်နေ့အเจ้าမှာတော့နောက်တာနဲ့နီနာမိုရီတို့အပြင်းထန်စကားများကြပါတယ်နောက်တာကနီနာမိုရီရဲ့ကားပြပွဲပေါ်ဆွဲမှုကိုမိကုံထုတ်တဲ့အခါမှာတော့သူမကသူမမိဘတွေတန်ပေါင်းထုတ်ဖို့ဒီပြပွဲကိုကောင်းဆုံးဖြစ်စင်တာမှလို့ငွေရပြီးတော့ဝင်ခံလိုက်ပါတယ်အဲ့ချိန်မှာနောက်တာကနီနာမိုရီရဲ့အုတ်ထုတ်ကိုပုတ်ချလိုက်တယ်လို့နီနာမိုရီကလည်းနောက်တိုင်းအုတ်ထုတ်ကိုပြန်ဖယ်ချလိုက်ရကနေနောက်တိုင်းတောင်မြတ်တွေကတကြောင်ရှိမှပေါ်သွားပါတော့ဒီဆက်လို့ရှောင်းမှုကြောင့်နီနာမိုရီရဲ့ခေါင်းထဲကနေတင်းကိုပုံစံဆက်ရုပ်ကြီးတွေကထွက်လာပါတော့ခါရူကိုနဲ့ကန်ဒီတို့ကနောက်တိုင်းကာရီတမီမှုကိုတုံးချပြီးတော့ဒီယန်တို့နဲ့နေလိုက်နိုင်ပါတယ်အရာအားလုံးပြီးသွားတဲ့အခါမှာတော့ဇလန်ကပျော်ရွှင်စရာဆက်သိမ်းသွားပါတယ်ကျောင်းကပြပွဲမှာနီနာမိုရီကမာခွစ်အဖြစ်နောက်တာကကြောင်ဖြစ်အောင်မီဇာကပြနိုင်ခဲ့ပါတယ်ခါရူကိုတရားဘေ့စ်ဘောကွင်းထဲမှာမင်းမူမီအောင်တွေ့ရပါလိမ့်မယ်သူမကတကူတော့ဆောက်ဆောင်ရင်းနဲ့မြို့ကမာတက်စ်အသင်းကို44ကိုရှစ်ဆွဲရလက်နဲ့အပြတ်သက်နိုင်လိုက်ပါတယ်သူမရိုက်ထုတ်လိုက်တဲ့ဟောင်းရန်ဘောလုံးဟာကမ္ဘာဆွဲအားအောင်ကျော်လွန်ပြီးအာကာသရည်လွင့်ဆင်သွားခဲ့ပါတယ်မာတက်စ်အသင်းရဲ့နီးပြဖြစ်သူနောက်တိုင်းအပိုရှိကေခုနေကတော့ဒီရှောင်းလေးမှုကြောင့်ကြီးကျယ်ဒေါသထွက်နေခဲ့ပါတယ်အသင်းသားတွေကသူတို့စီမှာအရင်ကကျဲဝဲကစားသမားတစ်ယောက်ရှိခဲ့မှုကြောင့်အဲ့ဒါကတော့အခုအမေရိကရောက်နေတဲ့နောက်တိုင်းအကိုတာဆူကူနာနာဘာဖြစ်ကြောင်းပြပြကြပါတယ်အဖိုးဖြစ်သူကနောက်တာကိုဝင်ကစားဖို့အတင်းတိုက်တော့ပေမဲ့နောက်ကိုကတော့ဒုတ်တော်မလဲပဲညင်နေခဲ့ပါတယ်နောက်ဆုံးမှာတော့အဖိုးဖြစ်သူကနောက်တာအစားဆက်ရောက်ကြီးကန်ဒီကိုပဲအကောကိုဆုံးဖြတ်လိုက်တဲ့အခါနောက်တာတရားအပေရန်ရလို့ခံစားရပြီးတော့ထိချောင်တာဖောက်ကလာခဲ့ပါတယ်လမ်းမှာဟာကိုနဲ့တွေ့တော့သူမကနောက်တာကိုထုတ်ကုန်မလဲသေးဘာမှဖြစ်လာမှာမဟုတ်ဘူးလို့သတိပေးစကားပြောသွားပါတယ်တစ်ဖက်မှာလည်းဟာကိုရိုက်ထုတ်လိုက်တဲ့ဘောလုံးကအာကာတာတွေကဂျိုးတစ်ခုကိုသွားမှန်ပြီးကဘာပေါ်ပြတ်ကျလာစေဖို့အကြောင်းဖန်လာပါတော့အိမ်မှာတော့နောက်တိုင်းအဖေခါမွန်နဲ့ဟာကိုရဲ့ရင်းနှီးလုံးတဲ့ပုံစံကြောင့်နောက်တာတရားမနာရိုစိတ်နဲ့လောလာထွက်နေခဲ့ပါတယ်အဲ့ချိန်မှာပဲထူးဆန်းတဲ့ညခုံးမွေးကြီးတွေနဲ့လူတစ်ယောက်ကနောက်တာချင်းရောက်လာပြီးတော့ဟာကိုဟာအနေရှိတဲ့မိန်းကလေးယောက်ဖြစ်ကြောင်းသတိပေးခဲ့ပါတယ်ညဘက်မှာတော့ဟာကိုကနောက်တာကိုဘေးဆွားရနေတင်မေးရင်ကောင်းရင်ကတုံခါနဲ့ကျဲကိုချိန်ရဖို့ပြောပါတယ်တကယ်တော့အဲ့ဒီဟာကဘာပေါ်တက်ကြလာနေတဲ့ဂျိုးလူပြကြီးဖြစ်နေတာပါ
ဒီဂျိုတို့ဟာ Bureau of Interstellar Immigration လို့ခေါ်တဲ့ဂျိုသားရေးရာစီမံခန့်ခွဲဌာနကလွှတ်တင်ထားတာဖြစ်ပြီးတော့မြေခေါမိုးကြီးနဲ့လူဟာအဲ့ဌာနကတန်မှုအမာတို့ဖြစ်နေတာပါသူကဟာရိုကိုကိုလိုက်လာစုံစမ်းနေရပဲဖြစ်ပါတယ်အဲ့ပြန်ရောက်တဲ့နောက်တာဟာသူ့အဖေခမွေးအလောင်းကိုသူ့ရဲ့နေမှာတွေ့လိုက်ရပြီးထိတ်လန့်သွားပါတယ်ဒါပေမဲ့နောက်တစ်ခဏမှာပဲအဖေဖြစ်သူကပြန်ပေါ်လာပြန်ပါတယ်တကယ်တော့အဲ့ဒါကဟာရိုကိုလက်ဝက်တွေပါသူမဟာနောက်တာကိုမနာလို့စိတ်တွေတက်ကြလာအောင်အဖေဖြစ်သူကိုတောင်းပြီးဆွဲနေတာပါတကယ်အဖေဖြစ်သူကမုံကိုတော့စတိုကန်ထဲမှာ6ရန်ကတော့တွေ့လိုက်ရပြီးနောက်တာကယူနစ်နဲ့ပြန်လို့ဝေးခဲ့ရပါတယ်ဟာရိုကိုရဲ့တကယ်ရွယ်ချက်ကနောက်တာရဲ့ခေါင်းထဲကအန်နိုချန်နယ်ကိုတောင်းပြီးအာဂါတာရဲ့ပစ္စည်းတွေကိုထုတ်ယူဖို့ဖြစ်ပါတယ်သူမဟာနောက်တာတွားပေးဖို့အတွက်အဖေဖြစ်သူရဲ့ရုပ်ထုအတုကိုတော့နှစ်စနဲ့မောင်းနေမျိုးအကွက်ဆင်ခဲ့တာပါနောက်ဆုံးမှာတော့ဂျိုလူရဲ့ကြီးထဲမှာပါလာတဲ့အရေးပေါ်ပုံကြီးကမြို့ပေါ်ကိုဘလုံးလုံးပြစ်ချလာမှာရယ်ဟာရိုကိုကနောက်တာကို medical mechanical ဆက်ရုံရဲ့အမိုးအခေါ်သွားပြီးတော့သူ့ပေါင်းထဲကနေ Gibson Flying Vegeta ကြီးကို base water ဖြစ်ဆွတ်ထုတ်လိုက်ပါတယ်ဘဝကလာတဲ့အချိန်မှာဟာရိုကိုကပြတ်သွားတာကြောင့်နောက်တာတဲ့ပြင်ဆိုင်ရပါရယ်သူကကြောက်ရကြတယ်သူ့အကိုတာဆူကိုရဲ့နာမည်ကိုအခေါ်လိုက်ပြီးတော့တို့ကိုအားဝင်လိုက်ပါတယ်ဘောမတားဆီးနိုင်ခင်မှာပဲဟာရိုကိုပြန်လာပြီးနှစ်ယောက်သားတို့ရိုက်ထုတ်လိုက်ရမှာဘုံကြီးဟာအာဂါတာတို့ပြန်လာပြီးတော့ပောက်ကွဲသွားပါရယ်ဘာဘာစိန်တို့ဒီပျက်စီးခြင်းပေးရနေရောက်သွားခဲ့ပါပြီဟာရိုကိုကတော့သတိလစ်နေတဲ့နောက်တာကိုစိုက်ရပေါ်တင်ပြီးတော့တဟားနဲ့ရီမောရဲ့အိမ်ပြန်လာခဲ့ပါတယ်တစ်ဖက်မှာတော့တမ်မို့အာမာရဲမြေခုံးမွေတူကြီးကိုကြောက်တာကိုကြည့်ပြီးတော့ဇလန်းကဘေးလေးဆန်ဆန်ပြီးဆုံးသွားပါရယ်နောက်တာနဲ့ဟာရိုကိုဟာရန်သူတွေကိုပေါအောင်ရင်တနက်ကိုစီနဲ့တိုက်ပွဲဝင်နေကြတာကိုတွေ့ရမှာပါဟာရိုကိုကငါတို့ရဲ့အချစ်ကိုတက်တည်ပြဖို့တိုက်စစ်စင်စမ်းလို့ပြောပြီးတော့နောက်တာကိုရန်သူရှိကိုကန်ထုတ်လိုက်ပါရယ်တကယ်တော့ဒါအိမ်မှာဖြစ်ပြခဲ့တဲ့အရှုပ်တော်ပုံလေးအဆက်ပါအိမ်မှာနောက်တာနဲ့သူ့အဖိုးအရှင်ကားထိုင်ကြည့်နေတော့ဟာရိုကိုကနောက်တာရဲ့အဖေခါမုံကိုလက်ဝက်လက်အိတ်နဲ့ထိုးထုတ်လိုက်ရတာနဲ့စတာပါဟာရိုကိုဟာနောက်တာစီကနေသူ့အကွယ်ဘေးစဘောတော့ကိုထပ်မံထုတ်ယူဖို့ကြိုးစားနေရဖြစ်ပြီးဒါကိုခါမုံကမနာရဖြစ်ရကနေဟာရိုကိုရဲ့အချစ်ကိုလူယူဖို့ service တိုက်ပွဲဆင်နွှဲကြဖို့စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့နောက်တာနဲ့ဟာရိုကိုတို့ဟာခါမုံနဲ့ဆက်ရုပ်ကြီးခန်တီတို့ရင်ဆိုင်နေရပါတယ်ဒီတိုက်ပွဲကိုအဝေးကနေစောင့်ကြည့်နေတာကတော့တမ်မို့အာမာရဲ့လက်ချောင်းခီဆူရိုဘာမီပါသူကခန်တီကိုလောက်ချဖို့ကြိုးစားပေမဲ့ဟာရိုကိုကသူမရဲ့ဂီတာနဲ့ကြီးစံကိုပတ်ထုတ်လိုက်တာကြောင့်ခီဆူရိုဘာမီတရားမိထဲကိုမင်းဆန်သွားပါရယ်တိုက်ပွဲတွေကြားမှာနောက်တာဟာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ဂါကူမာရှိနဲ့နီနာမိုရီနဲ့ဆောင်ခဲ့ပါတယ်တငယ်ချင်းတွေကနောက်တော့ကိုမြို့ကဲသူရဲ့ကောင်ကိုချီးကျူးနေကြတဲ့အခါနောက်တာတရားဘဝင်မြင့်ပြီးတော့မပါသွားခဲ့ပါတယ်ဒါကိုမြင်နေရတဲ့မာမီမီကတော့နောက်တာတရားကိုဘယ်ချိန်မှဒီလောက်တောင်လူကြီးဆန်သွားတယ်လို့ပြောနေခဲ့ပါတယ်တစ်ဖက်မှာလည်းတမ်မို့အာမာရိုဟာစပင်းနဲ့ဆိုင်မှာဟာရိုကိုတစ်ခါချင်းခံနေရပါတယ်ဟာရိုကိုကအမာရိုကိုခလေးလေးနေလိုက်ပြီးတော့အာမာရိုလူတွေကိုဂီတာနဲ့အပြတ်တက်နေနေလိုက်ပါတယ်အာမာရိုကတော့ခန်ဒီတာနီယံပြန်သွားရင်အဲ့ဒါဟာဖီရက်ခင်အတန်ဖြစ်သွားမှာမို့လို့အနေရှိတော့သတိပေးနေခဲ့ပါတယ်မြို့ထဲမှာတော့ဘဝင်မြင့်နေတဲ့နောက်တာဟာမာမီမီကိုအတရားဓမ္မနမ်းမို့ကြိုးစားပြီးမင်းကောက်ချစ်နေရမှာလို့မောက်ပါစာပြောလိုက်ပါတယ်မာမီမီရဲ့မျက်နှာမှာစိန်ကားရဲ့ချစ်တွေကိုမြင်လိုက်ရတဲ့အခါမှာနောက်တာဟာသူ့ရဲ့မောက်သိသွားပါတယ်အဲ့ဆက်လို့ရှာမှုကြောင့်နောက်တာရဲ့ခေါင်းထဲကနေအေယာမဆက်ကြီးတယောက်ထွက်လာပြီးတော့နောက်တာနဲ့မာမီမီကိုကောင်းရင်မထိတက်ဆောင်သွားပါရယ်ဒီဆက်ရောက်ကြီးဟာအမေရိကန်မက်ကနီကပို့လိုက်တဲ့အခက်စီရဲ့ဆက်ရောက်ဖြစ်ပါတယ်မာမီမီကကျမ်းမာရေးစားနဲ့နောက်တိုင်းအကိုတာစုကိုကဲဖို့တိုင်နေချိန်မှာနောက်တာကငါ့ကိုတာကိုလို့မခေါ်နဲ့တော့လို့အော်ဟစ်ပြီးတော့ကာလီနဲ့မောင်ဆာကတောက်ပွဲပေါ်မှာရယ်ကန်ဒီဟာအနီရောင်ပြောင်းလာပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကနေ1961 EB0 Gibson Bass Guitar ကြီးကိုထုတ်လိုက်ပါရယ်ဒါဟာ Break ရဲ့စစ်မှန်တဲ့စွမ်းအားပါပဲကန်ဒီဟာအေယာမဆက်ရောက်ကြီးကိုရထုတ်လိုက်ရမှာဆက်ရောက်ကြီးကရွံ့မြန်လန်သွားပြီးအေယာမလော်ဝါကြီးတစ်ခုပြပြောင်းလိုက်သွားပါရယ်ကန်ဒီရဲ့ညနေထိုးတဲ့ချက်ကြောင့်အဲ့လော်ဝါကြီးဟာကြောက်ကြီးပြပြကျသွားပြီးမြို့ပေါ်မှာထိမ့်မှတ်တိုင်ကြီးလိုတန်းခင်ပါရယ်တိုက်ပွဲပြီးမှနောက်တာဟာပူပြင်းနေတဲ့ကိုယ်ရနဲ့နေပေါ်ကိုပြုတ်ကျလာပါတယ်ဒီနာမိုရီကသူ့ရဲ့ရင်မေးတနတ်နဲ့နောက်တော်ရီဖမ်းပေးပြီးတော့ပုရှော့ပေးခဲ့ပါတယ်ဟာရိုကိုကတော့နောက်တိုင်းမျက်နှာကိုနေပြီးခန်းနီစီကထွက်ပေါ်လာတဲ့အတမ်ရဲ့ပုံရိပ်ကိုသာစိတ်ဝင်စားကြည့်နေပါရယ်ကျောင်းဆရာမမီယာဂျွန်ကကျောင်းသားတွေကိုတူကန်ကြီးတင်ပေးနေပါတယ်ဒါပေမဲ့နောက်တိုင်းစစ်တွေကတော့ဒီမှာမရှိပါဘူးဟာရိုကိုနဲ့ကန်ဒီတို့ကဝယ်သားတွေကမျိုးကလေးဟာအမေရိကန်မက်ကနာကထွက်လာတဲ့မျိုးတွေကြားမှာပိတ်မိနေခဲ့ပါပြီနောက်တာကတော့ဘာစကားအောင်ပြောပဲတန်းတန်းကနေထွက်ခွာသွားခဲ့ပါတယ်တစ်ဖက်မှာလည်းတမ်မို့အာမာရိုဟာအေယာမလော်ဝါကြီးကြောက်ပြသွားတာကိုစိုးရိမ်နေပါတယ်သူက medical mechanical ဆက်ရုံကဒီကဘာကြီးကိုမြို့တိုက်တော်မျိုးကြားချသွားအောင်လုပ်ပြီးတော့လူရဲ့အတွေးခေါ်တွေကိုဖျက်ဆီးပေးတော့မယ်လို့သတိပေးနေပါတယ်။ဒါကိုတားဆီးဖို့ဆိုရင်ပျောက်ဆုံးနေတဲ့လောဝါကြီးရဲ့ထိချုံမှုဆန္ဒကိုရှားပါမယ်။ညီကန်းလာမှာတော့မမီမီဒီယာကိုသူမအကြောင်းလေးကိုလိုက်ရှာနေတော့ဖူးစနဲ့ဆက်ကိုတယောက်ကိုတွေ့ခဲ့ရပါတယ်။သူမရဲ့အတိတ်ကအချစ်ဟောင်းတာဆူကူစီဖုန်းဆက်မှုကြိုးစားပေမဲ့နောက်ဆုံးမှာတော့ဖုန်းကိုအဲ့ဆက်ရုံလေးကိုကျွေးလိုက်ပြီးအတိတ်ကိုပြီးတိုင်းဖျက်တောက်လိုက်ပါတော့တယ်။အဲ့ဆက်ရုံလေးကိုလည်းသူမကတာကိုလိုပဲနာမည်ပေးလိုက်ပြန်ပါတယ်။အိမ်ပြန်ရောက်တဲ့နောက်တာဟာရိုကိုပြောင်းနေအောင်တွေ့ပြီးဝမ်းသာအားဖြစ်သွားပေမဲ့ဟာရိုကိုကတော့သူမရွယ်ချက်ဖြစ်တဲ့ပြရက်ကန်အဒတ်ကိုဖမ်းဖို့အတွက်နောက်တဲ့ခေါင်းကိုဝယ်ဆက်ပြီးတော့တုံးချဖို့ကြံစီနေသေးပါညဘက်မှာဟာရိုကိုကနောက်တာကိုမင်းတို့ငါနဲ့တူခေါ်သွားမယ်လို့ပြောရတဲ့အခါနောက်တာတရားကလေးတယောက်လိုငိုပြီးတော့သူမဖတ်ထားခဲ့ပါတယ်နောက်နေ့မှာတော့မမမီကျွေးထားတဲ့ဆက်ရုပ်တာကောင်ဟာမြို့ရဲကတိုင်တဲ့ပစ္စည်းတွေကိုဝါမျိုးနဲ့အေယာမဆောက်ကြီးကြီးချွာလာပါတယ်အဲ့ဆက်ရုပ်ဟာလမ်းမမှာကလေးတွေကိုလမ်းကူပေးနေတဲ့ကန်ဒီကိုပါဝါမျိုးလိုက်ပြီးတော့အေယာမလက်ဝါးကျက်လက်ဖွားတွေကိုဝင်ရောက်ပေါက်ဆက်တော့ပါတယ်ဟာရိုကိုကနောက်တာကိုခေါ်ပြီးတော့အဲ့ညောင်သွားခဲ့ပါတယ်အဲ့ဒီမှာတမ်မို့အာမာရိုကဟာရိုကိုဟာနောက်တာကိုအသုံးချနေရသတိပေးပေမဲ့နောက်တာကတော့ဟာရိုကိုဘက်ကနေပဲရက်တည်ခဲ့ပါတယ်ဒါပေမဲ့ဟာရိုကိုကနောက်တာကိုမင်းကငါ့အတွက်အသုံးဝင်တဲ့ခေါင်းတစ်ခုပဲလို့ပြောပြီးနောက်တာကိုစောက်ကြည့်ရပါစားတဲ့ကိုရက်ထည့်လိုက်ပါတော့တယ်အဲ့ဒီချိန်မှာပဲအောင်းစာဖြတ်ကြီးပေါ်လာပါတော့တယ်
စေုပ်ကြီးကနေအတန်းဖြစ်စွာအားကိုစုပ်ထားတဲ့အနီအောင်နောက်တော့ထွက်ပေါ်လာတာပါနောက်တာဟာလက်ဝါးစီကိုတစ်ချက်တည်းနဲ့ရထွက်နိုင်ပြီးတော့တကယ်ပြီးရကင်းရဲ့စားကိုပြသခဲ့ပါတယ်ဟာရကိုကသူမရဲ့ပန်းတိုင်ကိုနောက်တာကလူ့သွားပြီးစနဲ့နောက်တော့တသားကြီးတက်ခိုက်ပါရတယ်တိုက်ပွဲဆုံးသက်မှာနောက်တာကဟာရကိုအနိုင်ရသွားပါတယ်ဒါပေမဲ့သူဟာသူမကိုမတတ်ခဲ့ပါဘူးနောက်တာဟာရကိုကိုတင်းစစ်တဲ့ဖတ်ထားရင်းနဲ့ကျွန်တော်မမကိုချစ်တယ်လို့ဖွင့်ပြောပြီးတော့နမ်းလိုက်ပါရတယ်အဲ့ဒီအနမ်းကြောင့်နောက်တာကောင်တွေကနေအတန်စာငှက်ဖုန်းလေးစီဖြစ်ရုံထွက်ပြီးတော့အာကာသကိုပြန်တမ်းချပြီးသွားပါရတယ်ဟာရကိုဟာသူမညီမချက်ထပ်ပြီးကြောက်ဆုံးသွားပေမဲ့ပြောဝင်ခဲ့ပါတယ်သူမဟာနောက်တာကိုမင်းကခလေးပဲရှိသေးတာပဲလို့ပြောပြီးတော့သူမဂီတာကိုအမှတ်တရထားခဲ့ကအာကာသကိုဆက်ခဲ့စီးပြီးထွက်ခါသွားပါရတယ်အချိန်ကြီးကြာပြီးတဲ့နောက်မမစင်မျိုးလေးဟာပုံမှန်တိုင်းဖြစ်သွားပါပြီမမီမီကတော့ဓမ္မဆရာမဖြစ်ဖို့မျိုးကန်ထွက်ခါသွားခဲ့ပြီးနောက်တာကိုနှုတ်ဆက်ပါရဲ့နောက်တာကိုပထမဆုံးချိန်နဲ့ခေါ်ပြီးတော့ဆက်သွားခဲ့ပါတယ်နောက်တာကတော့အခုအလဲတန်းကျောင်းသားကြီးဖြစ်နေပါပြီသူဟာနီနာမိုရီနဲ့အတူအရင်လိုပဲဒီမြို့မှာဘာမှထူးခြားတာမဖြစ်ပါဘူးလို့ညှိနေစေပါဒါပေမဲ့နောက်တာရဲ့ခန်းမှာကျန်းခဲ့တဲ့ဟာကွေဂီတာဂျိုးလေးကတော့အလိုလိုတုံခါနေခဲ့ပြီးဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်နာဆူကိုလိုခေါ်တဲ့ကောင်မလေးဟာ animation ပညာရှင်တယောက်ဖြစ်ပြီးသူမပထမဆုံးရေးသားခဲ့တဲ့ဇလန်ရွက်နဲ့နာမည်ကြီးလာတဲ့သူဖြစ်ပေမဲ့သူမရဲ့အားနည်းချက်ကတော့ကိုယ့်ကိုယ်ကလွယ်ပြီးဘယ်သူ့မှမယုံကြည်တတ်တာပါပဲဒီလိုနဲ့နောက်ထပ် project အသစ်တစ်ခုလုပ်ဖို့ကြိုးစားနေရင်အခက်တွေ့နေရှာပါတယ်ကဲဆိုချင်တော့တခြား animation ဆရာတယောက်အစာစိတ်တင်ပြီးဆုံးသွားတဲ့ဆိုတဲ့သတင်းကိုကြားပြီးမကြခင်မှာပဲနာဆူကိုတယောက်လေးလည်စာစားရင်သူမအကြိုက်ဆုံးကလေးဘွား animation ဇလန်ဖြစ်တဲ့ A Tale of Operation ကိုကြည့်နေတော့မှာပဲအစာစိတ်တင်ပြီးဘွားဆုံးသွားခဲ့ရရှာပါတယ်ဒါပေမဲ့သူမမျိုးလုံးပြန်ပွင့်လာတဲ့အချိန်မှာတော့တဲကန်လာကြီးတစ်ခုရောက်နေတာပါရုတ်တရက်ပိုးကောင်ကြီးတစ်ကောင်ရဲ့တက်ခိုက်တာကိုခံရပေမဲ့ကန်ကောင်းဆောင်နဲ့ပဲ Blue Brave Hat, Mama, Junior နဲ့ QJ တို့ပါဝင်တဲ့ Nice Soldier ကိုခေါ်တဲ့အဖွဲ့ကဝင်ခဲ့သွားပါတယ်။ဒီအဖွဲ့ဟာနာဆူကိုအကြိုက်ဆုံး animation ဇာတ်လမ်းတွေကအဓိကဇာတ်ကောင်တွေဖြစ်ပြီးသူမဟာ animation ကွာတွေကိုရောက်သွားမှန်းသိလိုက်ရပါတော့။ပြဿနာတစ်ခုကတော့နာဆူကိုရဲ့စပင်တွေကမျက်နှာကိုအုပ်နေတော့သူတို့ကသူမကိုလူလို့ထင်မဲ့ Gremlin လို့ခေါ်တဲ့တေး monster ပို့လေးလို့ထင်သွားကြတာပါပဲ။ဒါကြောင့်သူမကို Lester ဆိုတဲ့မျိုးစီခေါ်မသွားပဲတယောက်တည်းထားခဲ့ကြပါတယ်။နာဆူကိုခင်ဗျာမျိုးစီကိုတယောက်တည်းလမ်းလျှောက်သွားခဲ့ရတာပေါ့။뉴욕တော့ void လို့ခေါ်တဲ့အာကာသဟင်းလင်းမြင့်တက်ကြီးလာတက်ခဲ့မယ်ဆိုတာကိုနာဆူကိုသတိရသွားပြီးသတိပေးပေမဲ့ခေါင်းဆောင်မင်းသားလူကတော့သူမစကားလုံးဝမယုံကြည်ပါဘူး။ဒါတည်းမကသေးပဲနာဆူကိုဘိုက်စာလို့အစာတောင်းတာတော့မမျှဝေပေးခဲ့ပါဘူး။တကယ်တော့လူကသူမရှင်နာတလောက်သဘောထားမကြည့်ဘူးဆိုတာသိလိုက်ရပါတယ်။အတကယ်မှာပဲ void တက်ကြီးကတကယ်ရောက်လာပါတော့။စလန်ရယူနီယိုကကိုယ့်ကိုယ်အသေးခံမိသားစုမယ်ဆိုတာနာဆူကသိနေတာကြောင့်ကဲတင်မို့ပြေးထွက်သွားပါတယ်။အဲ့ဒီအချိန်မှာသူမပါလာတဲ့ drawing တူကအလိုလိုတက်ဝင်လာပြီးသူမပုံစံကိုတိုက်တွန်းပါတယ်။ရုတ်တရက်အဲ့ဒီကရိယာဟာအလုပ်သဘောဖြစ်ပြောင်းလဲသွားပြီးနာဆူကိုလည်းလက်စီလက်တို့မြန်တဲ့ချိန်နဲ့ပုံလေးဆွဲက monster တကောင်ကိုဖန်တီးလိုက်ပြီး voice တက်ကြီးကိုချင်းဝန်းပလိုက်နိုင်ပါတယ်။တရားဖြစ်ပြကြောင်းယူနီယိုလည်းအသက်ဘေးကလွတ်သွားသလိုမင်းသားလူလည်းပါးစပ်ဟောင်းနဲ့အောင်းချိန်ခဲ့တာပေါ့။လူကသူမဘယ်ကလာလဲလို့မေးတဲ့အခါနာဆူကိုကငါ reality က animator ပါလို့ပြောပြီးသတိမေ့လဲသွားပါတယ်။အဲ့ဒီချိန်ကျမှသူမစပင်တွေဖယ်သွားပြီး Gremlin မဟုတ်ပဲလူသားမိန်းကလေးမှအားလုံးတည်သွားကြပါတယ်။ဒါပေမဲ့လူတစ်ယောက်သူမပြောတာကိုကောင်းကောင်းနားမလည်ပဲသူမဟာ reality ဆိုတဲ့တိုင်းမီကလာတဲ့ animator လို့ခေါ်တဲ့မျိုးရဲစလို့ထင်သားပါရတယ်။အသေးအ operation ဇလန်ထဲမှာနိုင်ငံကြီးကိုရှိပြီးနိုင်ငံတိုင်းမှာ so future လို့ခေါ်တဲ့အသက်ဆွမ်းအင်သလင်းကြောက်တုံးကြီးရှိကြပါတယ်။ white ရဲ့ရွေးချက်ကအဲ့ကြောက်တုံးတွေကိုဖျက်ဆီးပြီးသူတို့ကောင်းဆောင် great white ကြီးကိုလွတ်မြောက်စေဖို့ပါပဲ။အဲ့ဒီကောင်ကြီးလွတ်လာရင်တော့ကဘာကြီးပြတ်ပြီပေါ့။လက်ရှိချိန်မှာတော့နောက်စုကိုတရား3ရက်လောက်သတိမနေပြီးမှပြန်လို့လာပါတယ်။မင်းသားလူကပဲသူမကိုထွင်းခွန်ကြွေးရင်စစ်ဆေးမမြတ်နေတာပေါ့။နာဆူကိုကလူရဲ့ကိုယ်ကိုယ်ရာချက်လက်တွေကိုအကုန်သိနေတော့လူခမရအောင်နေရရှာတယ်။ဒီအချိန်မှာနာဆူကိုကသူမရဲ့ဆွမ်းအားကိုထုတ်ပြဖို့ကြိုးစားပေမဲ့ဘာမှဖြစ်မလာပါဘူး။အဲဒီတော့မှပဲသူမရဲ့ဆွမ်းအားကအသက်အန္တရာယ်ကြုံမှသာအလုပ်လုပ်တယ်ဆိုတာသဘောပေါက်သွားပါတယ်။ဒီလိုနဲ့ယူနီယိုရောက်လာပြီးသူတို့ရောက်ရန်ဖြစ်နေတဲ့အချိန်မီဝင်ပါတော့တာပါပဲ။အဲဒီနောက်မှာတော့ Lester မြို့တော်ဝင်ကခေါ်တွေ့ပါတယ်။မြို့တော်ဝင်မမရဲ့ဝတ်စားကဟိုပေါ်ဒီပေါ်နဲ့မလို့နာဆူကိုခမရပါးစပ်ဟောင်းလာဖြစ်သွားတာပေါ့။အဲ့ဒီမှာလေညို့ရဲ့ prophet ဘေးဆီယာမကြီးဘာဘက်ရောက်လာပြီးနာဆူကိုဘယ်ရလာလဲလို့စစ်ဆေးပါရယ်နာဆူကိုကအမှန်တိုင်းရှင်းပြပေမဲ့သူတို့ကတော့သူမကိုယူနေရလို့ပဲထင်သွားကြတယ်ဒီတော့မှပဲနာဆူကိုတရားသူတည်သွားတာမဟုတ်ပဲဒီကဘာတွေကိုကိုပြရောက်ရှိလာမှန်းသိကြသွားပါရယ်ဘာဘက်ကအခုလက်ရှိမှာ so future ကျွန်တော်မဲ့ကျွန်တော်ကြောင့်လေဒါမှပျက်စီးသွားရင် great white ကြီးလွမြောက်လာတော့မယ့်အကြောင်းပြပြပါရယ်နာဆူကိုနိုင်ဆိုကြဖွဲ့ဝင်မှုအကြံပေးပေမဲ့လူနဲ့ယူနီယိုကတော့သူမကိုသဘောမကျတာကြောင့်လက်မခံကြပါဘူးစကားပြောရင်းနဲ့လူတစ်ယောက်ပါစက်တရားမီမိန်းကလေးတွေကိုနှိမ်လိုက်တာကြောင့်မန်မီလန်မှာဆိတ်ဆိုးသွားရပါတယ်။လူရဲ့အပြုမှုကြောင့်စိတ်ပြတ်သွားတဲ့နာဆူကိုဟာသူမဆောက်ခဲ့တဲ့နေရာကိုပြန်သွားပြီးလက်တွေကဘာကိုပြန်ဖို့ကြိုးစားပေမဲ့ပြန်လို့မရမှန်းသိလိုက်ရရှာတယ်။ဒါနဲ့လူစီပြန်သွားပြီးစကားပြောကြပြန်ရော။လူကအစောပိုင်းတုန်းက void တွေလာတိုက်မယ်ဆိုတာကိုနာဆူကိုကြိုသိနေကြတော့သတိရသွားပြီးမိကိုလည်းထပ်ထုတ်ပါရတယ်။နာဆူကိုကမွေးစလန်ကိုတီးပြီးသားမို့လို့နောက်လာမယ့်တိုက်ပွဲမှာပြန်တန်းနိုင်တဲ့ void တွေပါလာလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ပြီးတော့တကယ်ကဘာကိုပြန်မဲ့လမ်းစာရှာဖို့အတွက်ဒီအဖွဲ့ထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါရတယ်။နောက်တော့ဘာဆိုင်တစ်ခုမှထိုင်ရင်ဆန်ရှင်မမနာအိုမီရဲ့နာမည်ကလက်တွေ့ကဘာကအနီမေတာတယောက်နာမည်နဲ့တူနေတာကြောင့်ဒီကဘာထဲမှာတခြားလူသားတွေများရှိနေမလားလို့နာဆူကိုတွေးမိသွားပါတယ်။
နောက်တစ်နေ့မှာတော့ Void တက်ကြီးတကယ်ရောက်လာပါပြီ။နာဆူကိုရဲ့စကရိယာလေးကအသက်ဝင်လာပြီးစကားတွေပြောလာပေမဲ့သူမတယောက်တည်းပဲကြားရတာပါ။ကရိယာလေးရဲ့စီကံကဖန်တီးပြီးသားအရာကိုနောက်တစ်ခါထပ်ဖန်တီးလို့မရဘူးတဲ့။ဒါကြောင့်မနေ့ကဘလူးကောင်ကြီးအစားဒီတစ်ခါတော့ပြက်မှတ်ကိုအလိုလောက်လိုက်တဲ့ Homing Missile ဒုံးကြီးတွေကိုဖန်တီးလိုက်ပြီး Void တွေရောသူတို့ရဲ့မိခင်ရီမန်ကြီးကိုပါဖောက်ခွဲပလိုက်နိုင်ပါတယ်။တိုက်ဝဲပြီးရနေထုံးစံအတိုင်းနာဆူကိုတယောက်3ရက်လောက်ထပ်ပြီးသတိမေ့သွားပြန်ရောပြန်နိုးလာတော့လူကပဲထမင်းထပ်ပြီးခွန်ကျွေးပြန်ပါတယ်။ဒီတစ်ခါတော့လူကနာဆူကိုရဲ့မျက်နှာလေးကိုတခြားမြင်ရအောင်သူမရဲ့စပင်လေးကိုအပေါ်မှာစီးပေးထားလိုက်ပါရတယ်။ဒီလိုနဲ့ Harvard Festival ကောက်တဲ့စာပွဲတော့ရောက်လာပါရတယ်။မမင်ကနာဆူကိုခေါင်းဝက်ခိုင်းလို့ဝတ်လိုက်ရပေမဲ့သူမတို့တော့လုံးဝနေလို့မကောင်းပါဘူး။ပွဲတော်မှာပြောနေပေမဲ့နာဆူကိုစိတ်ထဲမှာတခုသိနေတာကနောက်လာမဲ့ Void တွေရဲ့တက်ခိုက်မှုဟာမွေးရတဲ့နေ့ဖြစ်မဲ့ဆိုတာပါပဲ။လူကတော့သူ့ပြိတ္တတွေဝမ်းဝမ်းလည်ရဲ့ကြားကပဲသတိဝိရိယရှိနေပါတယ်။တနာစရာကောင်းတာကယူနီယိုပါ။သူ့ခင်ဗျာဘလောက်ကြိုးစားပြိတ္တမရရှာဘူးလေ။ဒီအချိန်မှာပဲလူတစ်ယောက်ကောင်မလေးတစ်ယောက်နဲ့ဆုံမိပါတယ်။ဝတ်ထားတာကလည်းအတော်လေးကိုဟိုပေါ်ဒီပေါ်ပါပဲ။သူမကတော့မြို့တော်ဝင်ရဲ့သမီး Destiny ဟာဝါမင်းဖြစ်ပြီးတထက်ကြီးတရားရဲ့ရန်ကနေပုံနေတာပါ။နာဆူကိုက Destiny ကိုမြင်လိုက်တာနဲ့စိတ်မကောင်းဖြစ်သွားတယ်။ဘာလို့လဲဆိုတော့မူရေးဇလန်အရာဒီကောင်မလေးဟာမတန်ခင်လာမဲ့တိုက်ပွဲမှာတေးရမှာမလို့ပါ။ Destiny ဟာမိဘမဲ့ကြီးဟာစောက်ချင်တဲ့အိမ်မရှိတာကြောင့်တထက်ကြီးနဲ့လက်ထပ်ရင်ပတ်စံရမယ်ဆိုပြီးအဖေလို့သူကိုပြောပြပေမဲ့မြို့တော်ဝင်ကြီးကတော့သဘောမတူချင်ပါဘူး။ပွဲတော်ညမှာတော့ Luke နဲ့ Destiny တို့အတူကခေါ်ရင်းနဲ့ကြီးနူးကြအချစ်စလန်လေးစတင်လာတာပေါ့။တစ်ဖက်မှာလည်းဝိယုံရှိဝတ်ထားတဲ့လူအုပ်စုတစုကပြေးကောင်မုံစံ Void တကောင်နဲ့ထိတိုက်တွေ့နေကြတယ်။ခေါင်းဝင်ကြီးဝေးရတာစိတ်ငယ်လို့ဝတ်စားလဲလိုက်တဲ့နာဆူကိုနဲ့ Destiny တို့တန်ငယ်ချင်းဖြစ်သွားကြတယ်။တထေးကြီးက Destiny ကိုလိုက်ရှာတွေ့သွားတဲ့အခါနာဆူကိုကဝင်ပါပြီးသူ့အကူအညီမပါဘဲကို့ဘာသာခီယာထောင်လိုက်ပါလို့အကြံပေးပြီးလက်မထပ်ဖို့တားလိုက်ပါတယ်။တိတ်မကြခင်မှာပဲ Void တွေကမျိုးရဲဝင်လာကြပါပြီ။ပေါင်းကြီးနှစ်ပါးလမ်းလျှောက်လာမြင်တော့နာဆူကိုကတရားဥကအတူမရိပ်မိပြီးကပြောက်လိုက်တဲ့အခါပေါင်းကြီးအတူကသူ့ပုံစံအမှန်ဖြစ်တဲ့ပြေးကောင် White Monster ဖြစ်ပြောင်းလဲသွားပါတော့။ Destiny ခင်ဗျာတကားချညက်နေတော့ Monster ကဝင်တိုက်ပါလေရော။ Junior နဲ့လူကဝင်ခဲ့ပေမဲ့လူကမူးနေတော့ဘာမှမလုပ်နိုင်မဲ့အရေးနေကြတယ်။ဒီအချိန်မှာနာဆူကိုရဲ့စွမ်းအားအသက်ဝင်လာပြန်ပါပြီ။ QJ ကသူမကိုကောက်ဝေးပေးထားတော့နာဆူကိုကပုံဆွဲပြီးဇက်ကောင်တက်တခုဖန်တီးလိုက်ပါတယ်။အဲ့ဒါကတော့ကြားမျက်နှာပုံစထားတဲ့နဘန်းသမား Savakamas ပါပဲ။တိုက်ပွဲကရိုးရိုးမတိုက်ပဲနဘန်းမဲ့ပုံစံဖြစ်သွားတာပေါ့။နာဆူကိုကသူ့ကရိယာကိုမိုက်ခရိုဖုန်းလုပ်ပြီးပွဲစီစဉ်သူအနေနဲ့အော်ဟစ်အားပေး QJ ကခေါင်းအောင်တီးနဲ့ပွဲကအတော်ကျန်းသွားပါတယ်။နောက်ဆုံးမှာ Savakamas ကအနိုင်လိုက်နိုင်ပြီးပျောက်ကွယ်သွားသလိုနာဆူကိုလည်းထုံးစံတိုင်းမိလဲသွားပြန်ရော။တတိပြန်ရလာပြီးလူနဲ့ထမင်းစားနေတော့ Destiny ရောက်လာပါတယ်။ဒီတစ်ခါ Destiny ဝတ်ထားတာကအရင်ကထက်တောင်ပိုပြီးဟိုပေါ်ဒီပေါ်ဖြစ်နေတဲ့နဘန်းသမားဝတ်စုံနဲ့မျက်နှာမှာလည်းကြားမျက်နှာဖုံးလေးတက်လို့သူမက Savakamas ကိုအားကြပြီးတက်ခိုက်သမားလောက်တော့မယ်လေ။တထေးကြီးကိုလည်းညှင်းလိုက်ပြီးကိုချရဘော်ကိုရဲ့အခါမိမမဲ့ကြီးဟာထောင်မလို့ဆုံးဖြတ်လိုက်ပါပြီ။ဒါပေမဲ့တခုထူးခြားတာကတိုက်ပွဲဖြစ်တုန်းကမမ်မလင်တယောက်ပျောက်နေခဲ့တာပါ။သူမတခုဖုံးဝဲထားတာရှိမှဆိုတာကိုနာဆူကရိပ်မိနေပါတော့တယ်။ယူရဲကို Voice Monster တွေဘလို့ခုံးဝင်လာလဲဆိုတာကိုနာဆူကိုတယောက်တန်တဲ့ဝင်ပြီးမမ်မလင်နောက်ကိုတောက်လျှောက်လိုက်ကြည့်ရကနေမမ်မင်နဲ့သူမရဲ့တငယ်ချင်းတွေဟာခိုင်းတစ်ခုရဲ့ဖွဲ့ဝင်တွေဖြစ်နေပြီးမမ်မင်ကပဲအဲ့ဒီခိုင်းကိုဥဆောင်နေမှန်းသိလိုက်ရပါတယ်။နာဆူကိုမှတ်မိသလားမူရင်းဇလန်ထဲမှာဆိုရင်တော့လူကမော်စတာကိုတပ်ပြီးရဲ့နောက်ပိုဆွားကြည့်တဲ့ Ultimate Voice ဆိုတဲ့ကောင်ကြီးပေါ်လာမှာပါ။အဲ့ဒီကောင်ကြီးကိုတပ်ပြီးရဲ့နောက်မှာပဲတကယ်တော့အဲ့ဒီ Ultimate Voice ကြီးဟာမမ်မင်အသွင်ပြောင်းလာတာဆိုတာကိုလူတစ်ယောက်သိသွားခဲ့ရတာပေါ့။အခုတော့နာဆူကိုနဲ့လူတို့နှစ်ယောက်ပေါင်းပြီးမမ်မင်တို့ရဲ့လူ့အကူတွေကိုချောင်းကြည့်ကြပါတယ်။သူတို့ပြောနေတဲ့ဓမ္မဒေးတီဆိုပွဲဆိုတာတကယ်တော့ Ultimate Voice ကြီးကိုနှုတ်ထစေဖို့အတွက်ပြုလုပ်တဲ့ရစ်ပူစော်ပွဲကြီးဖြစ်နေတာပါ။နာဆူကိုကတော့အချင်းတွေရှုပ်ကုန်မှာဆိုလို့မမ်မင်ဟာ Void တွေကိုကူညီနေရဆိုတာဘယ်သူမှမပြောဖို့လူကိုတားထားရပါတယ်။နောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်မမ်မင်ကိုပုံမှန်လင်းသွားမေးကြပါတယ်။မမ်မင်ကလည်းဝန်ခံပါတယ်။သူမတို့ရဲ့မျိုးနွယ်စုဟာမတင်တဲ့ဆုလက်ကိုရထားပေမဲ့ဘေးနားကလူတွေတည်ဆုံးနေတာကိုကြည့်ပြီးအသက်ရှင်ရညှိငွေ့နေကြပြီတဲ့။ဒါကြောင့် Void တွေကိုကူညီပြီးကြံနေတဲ့ Sophie ကျော်တော်ကိုဖျက်ဆီးကသူတို့ရဲ့ထာဝရအသက်ကိုဆုံးသတ်ချင်နေကြတာပါ။ဒါကိုကြားတော့နာဆူကိုကတော့တော့ဖက်ပြီးကိုမျိုးနဲ့ဇူတက်ပဲမကြည့်ပဲအပြစ်မဲ့လူတွေအကြောင်းကိုလည်းထပ်စင်းစားအောင်ဆိုပြီးစူပူချင်းမောင်းလိုက်ပါတော့တယ်။အဲညမှာပဲမမ်မင်ကသူမရဲ့အစီအစဉ်တိုင်း Ultimate Voice ဖြစ်ပြောင်းလဲဖို့ကြိုးစားပေမဲ့နာဆူကိုပြောခဲ့တဲ့စကားတွေကိုသတိရပြီးစိတ်ပြောင်းသွားပါတယ်။အဲဒီအချိန်မှာပဲနာဆူကိုရဲ့ဆွမ်းအားကအလုံးလုံးလာပြန်ပြီးပုံတော်ပုံဆွဲလိုက်ပြန်ပါတယ်။လူကလည်းခိုင်းဝင်တွေကို Ultimate Voice ကြီးပေါ်လာပြီးဆိုပြီးလမ်းကြောင်းလိုက်တဲ့အခါတကယ်ပေါ်လာတာကနာဆူကိုဆွဲလိုက်တဲ့ Automan Animation တွေကချောင်းမောခန့်ရတဲ့ Star is a Star ဆိုတဲ့ဇာတ်ကောင်ကြီးပါ။ Star is a Star စီကအားလုံးကိုပန်းနေဝင်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုလည်းလှပအောင်ပြောင်းလဲပလိုက်ပါတယ်။ပြီးတော့မမင်ကိုလှပတဲ့ဝတ်ဆောင်လေးဝတ်ပေးပြီးအတူတူကောက်ခုံခဲ့ကြတာပေါ့။ Star is a Star ပြောက်ွယ်မသွားခင်နာဆူကိုကမမင်ကို is a Star ရဲ့ပုံလူကားစက်လေးလက်ဆောင်ပေးပြီးမိလဲသွားပြန်ပါတယ်။နာဆူကိုပြန်လို့လာတဲ့အချိန်မှာတော့ True ကြပဲအဲ့ဒီခိုင်းသားတွေအားလုံး Star is a Star ပြည်သက်တွေဖြစ်ကုန်ကြပါတယ်။မမင်လည်းအသက်ရှင်ရတာတွေပဲရှိသွားပြီဆိုပြီးအဆုံးစီမဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်ပါရတယ်။အားလုံးအေးချမ်းချမ်းဖြစ်သွားပုံရပါမယ်။ဥယျာဉ်ထဲမှာလူတို့ကိုလှုပ်ဝက်ဆောင်ကြည့်နေတဲ့ထူးဆန်းတဲ့ငှက်တကောင်ရှိနေပါသေးတယ်။
အရင်ကဆိုရင်နတ်စုကိုဟာလောဘောကမဲ့တွေပေါ်တိတ်ပြီး view ဆက်တဲ့သူမဟုတ်ပါဘူးဒါပေမဲ့အခုလက်ရှိမှာတော့သူမဖန်တီးလိုက်တဲ့ဇာတ်ကောင်တွေရဲ့အကူအညီနဲ့ voice strategy ကိုအချိန်ချင်းအောင်နိုင်ခဲ့လို့မျိုးစုံမျိုးသားတွေရဲ့အားကိုးရာသူရဲကောင်းမှလေးဖြစ်နေပါပြီဒါကိုကြည့်ပြီး Unio ကတော့လူနဲ့နာစုကိုရဲ့ယဉ်ကျေးမှုကိုကြည့်ကမနာလိုဖြစ်နေရှာတာပေါ့အဲ့အချိန်မှာပဲ Destiny တယောက်ပြန်ရောက်လာပါတယ်ဒါပေမဲ့အရင်ကလိုနုနုနဲ့မဟုတ်တော့ပဲကြွသားဖုတွေနဲ့တကက်တခိုင်သမားခန္ဓာကိုယ်ကြီးဖြစ်နေတာပါသူမဟာ Savakat House လို့ခေါ်တဲ့မိဘမဲ့ဂီဟာကိုလည်းအောင်မြင်မြင်ဖွင့်လှစ်နိုင်ခဲ့ပါတယ် Destiny ကလူနာစုကိုနဲ့ Unio တို့ကိုစင်းသားရက်ွက်ထဲကကလေးတွေကိုတောက်ရှာပြီးဂီဟာကိုခေါ်လာပေးဖို့ကူညီတောင်းပါတယ်အဲ့ဒီမှာရင်ကလေးတယောက်ကနာစုကိုရဲ့ animation ကရိယာကိုခိုးပေးပေမဲ့လူကလက်ရဖမ်းမိသွားပါတယ်ကလေးတွေကိုဖြောပေးပေးရတာ Unio အတွက်တော့အတော်လေးနေရာခက်တဲ့အလုပ်တစ်ခုဖြစ်နေတာပေါ့အဲ့ဒီမှာရင်သူတို့ဟာအရင်ကနိုင်ဆိုကြအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ငကားကြီး Justin နဲ့ဆုံကြပါတယ် Justin ဟာအရင်တိုက်ပွဲတစ်ခုမှာတောင်ပန်နေရာရခဲ့တယ်လို့ဂန်ကောက်လို့ခေါ်တဲ့အဖွဲ့ဝင်တယောက်တည်ဆုံသွားခဲ့တာကြောင့်အဖွဲ့ကနေနှုတ်ထွက်ခဲ့တဲ့သူပါအခုတော့သူကနာစုကိုအတော်လေးသဘောကျနေပုံရပါတယ်မိဘမဲ့ကလေးတွေကိုနေရာချပေးပြီးတဲ့နောက်မှာတော့ထုံးစံတိုင်းပြဿနာကတက်လာပါပြီ QJ ကနေပြီးတော့အကြည့်အချွဲ monster slime white တွေမျိုးကိုချင်းကပ်လာနေပြီးတော့သတိပေးပါတယ်အဲ့ဒီအချိန်မှာပဲအစောပိုင်းကထူးဆန်းတဲ့ငှက်ကနောက်စုကိုနောက်ရောက်လာပြီးဒီတစ်ခါတော့နေရစွာကအသုံးဝင်မှာမဟုတ်ဘူးလို့သတိပေးစကားဆိုလာပါတယ်နောက်စုကိုကိုယ်တိုင်လည်းဒီ slime monster တွေအကြောင်းသိမသိပါဘူးဒါပေမဲ့သူမကတော့ခေါင်းမနဲ့ပဲလူရဲ့အမိတ်ကိုမနာခံပဲဆာမူရိုင်းစကောင်တစ်ကောင်ဖန်တီးပြီးတက်ခိုင်ခံလိုက်ပါတယ်လုတ်နဲ့ဂျူချေတို့ကလည်းဝိုင်းကူကြတာပေါ့ဒါပေမဲ့ထူးဆန်းတဲ့ငှက်ပြောတဲ့အတိုင်းပဲဒီ slime monster တွေကထင်ထအထက်ပိုအစွမ်းထက်နေပြီးနောက်စုကိုဖန်တီးလိုက်တဲ့ဆာမူရိုင်းကြီးကိုတပ်ပစ်လိုက်ပါတော့တယ်အခုတော့အဲ့ဒီအချစ်ချွဲ monster ကြီးတွေဟာခုခံနိုင်စရာမရှိတော့တဲ့နာစုကိုစီကိုတက်လာနေပါပြီဒီအပိုင်းကိုတော့နာဆိုကြအဖွဲ့ဝင်တွေအားလုံးကိုတယောက်ချင်းစီမိတ်ဆက်ပေးနေစတင်ထားပါတယ်လက်ရှိခင်မှာတော့အချိန်တွေကတော်တော်လေးဆွေးရနေပါပြီဟိုအချစ်ချွဲ slime monster တွေဟာ last down တွေကိုကျူးကျော်ဝင်ရောက်လာပြီးမြို့ရဲ့အသက်သွေးကြောဖြစ်တဲ့ so future ကျွန်တော်ရှိရာမျိုးစင်ကြီးပေးမှာပိုးရင်ကြီးတစ်ခုဆောက်လိုက်ကြပါတယ်အဲ့ဒီပိုးရင်တွေကနေပိုးပြီးစွန့်ထက်တဲ့ monster ကြီးထွက်လာပြီးကြောက်တုံးကိုဝါမျိုးပေးဖို့ကြံစည်နေတာပါတိုက်ပွဲမှာနောက်ဆိုကိုတယောက်ထင်ရသွားပေမဲ့မာမန်နဲ့ Unio တို့ကဝမ်းဝမ်းကူတာပေးကြပါတယ်ရှုံးလိမ့်မှုကြောင့်စစ်တက်ကြမဲ့အစားနောက်ဆိုကိုကတော့ရှောင်းမပေးပဲ monster ကိုနှိမ်နှင်းဖို့နီးလာရှာနေတော့မှာပဲဒါပေမဲ့လူကတော့သူမရဲ့တကူအောင်ဆန်တဲ့မမာလာကြောင့်တော့ထွက်နေပါတယ်အဲ့ဒီညမှာပဲလူတရာသစ်ဆုံးသွားတဲ့ရဲဘော်ရဲဘက်တရဲ့ကုသင်းကြုံတောင်းရရင် Justin နဲ့ဆောင်ခဲ့ပါတယ် Justin ကသူရဲ့ကောင်းဆိုတာလဲတစ်ခါတလေရှုံးလက်တာပါပဲလို့နှိမ့်သိမ့်ပေးပေမဲ့လူကတော့သူ့ကိုယ်သူတက်တဲ့ပြချင်စိတ်တွေပြင်းထန်နေတော့မှာပဲတစ်ဖက်မှာလည်းဘာဆိုင်ရောက်နေတဲ့နာစုကိုချူချေကမင်းရဲ့မစင်မကျင်လောက်ရတဲ့ကကောင်းကျတဲ့ဆိုးဆိုးကိုပို့ပေးလိုက်မယ်လို့သတိပေးပါတယ်ဒီတစ်ခါတော့မမင်းရဲ့ဖျောက်ဖျက်မှုကြောင့်နာစုကိုတယောက်တခြားသူတွေနဲ့ပူးပေါင်းဆောင်မှုဆောင်ဖြတ်လိုက်ပြီးအားလုံးစုပေါင်းကစစ်စင်တကူရေးဆွဲလိုက်ကြပါတယ်မြို့သူမြို့သားတွေဘေးလွရာရှောင်းနေကြတော့ဘေးရင်ဆီယာမကြီးဘော်ဘက်ကကြောက်တော့ကောက်ဝဲဖို့စွန့်ရင်ဓာကြီးတစ်ခုဖန်တီးပေးလိုက်ပါတယ်တိုက်ပွဲစတော့မဲ့အချိန်မှာဟိုငှက်ဆိုးကနာစုကိုနားလာပြီးတော့နင်ဘာလို့အပိုပဲလို့ထပ်ပြီးနှောက်ရှက်ပြန်ပါတယ်ခဏနေတော့ပိုးရင်ကြီးပေါက်ခွဲပြီးပစုံစုပ်ပုံစံမွန်စတာကြီးထွက်လာပါတော့တယ်အဲ့ဒီကောင်ကြီးကကျူချင်းနဲ့မမလင်ကိုတလုတ်ထဲဝမ်းမျိုးပြလိုက်တယ်လို့ကျန်တဲ့သူတွေကိုလည်းနှောက်စင်မောတွေရက်ချလိုက်ပါတယ်ယူနီယိုဆိုရင်သူ့ရဲ့ဥတုကြိုးစားလို့ပြန်တန်းနိုင်စမှာပျောက်ဆုံးသွားတာရှာတယ်နာဆိုကိုကယူနီရဲ့ဥချိုကောက်လိုက်တဲ့အချိန်မှာသူမရဲ့ဆွမ်းအားတွေပေါက်ကွဲလာပါတယ်သူမကလူနဲ့ယူနီယိုတို့မျောစင်မောပြန်တတ်နိုင်မှုနေပေါ်လေကားတွေကိုဖန်တီးပေးလိုက်ပါတယ်မျောစင်ကအရန်မြင့်တော့နာဆိုကိုမမြင်ရတဲ့အချိန်မှာဂျက်စတစ်ကရောက်လာပြီးကူညီပေးပါတယ်နာစုကိုကယူနီရဲ့ဥချိုကိုစပင်ကလစ်လိုတက်ဆန်လိုက်ပြီးဂျက်စစ်ရဲ့ကြောပေါ်မှာသူမအလုပ်စပွဲစီကိုတင်ကလေပေါ်မှာနေကရစ်တွေကိုဒရက်ဆက်ဆွဲပေးပါရယ်ဂျက်စတစ်ရဲ့ဒရာရထားတဲ့တာမန်ကတိတ်မခံနိုင်ပေမဲ့နာစုကိုနဲ့ပူပေါင်းပြီးတော့နောက်ဆုံးမှာတော့အပေါ်ရောက်သွားကြပါတယ်မွန်စတာကြီးကစွန့်ရင်တိုင်းကိုဖျက်ဆီးပြီးကြောက်တုံးကိုစားတော့တဲ့အချိန်မှာပဲမွန်စတာဘိုက်ထဲကနေကျူချေနဲ့မာမင်တို့ပြန်ထွက်လာကြသလိုယူနီယိုကလည်းသူ့မှာရှိသမျှစွမ်းရတဲ့အကုန်သုံးပြီးလူကိုမွန်စတာစီကိုကန်တင်ပေးလိုက်ပါတယ်လူကလည်းလက်ဆွမ်းပြပြီးမွန်စတာကြီးကိုအပြတ်ရှင်းလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့တစ်ဖွဲ့လုံးအောင်မခံနိုင်ခဲ့ပြီးဟိုဝက်ပြောတာမှကြောင်တက်တည်ပြလိုက်နိုင်ပါတယ်တိုက်ပွဲပြီးမှ Justice ကသူ့ရဲ့ထဲအကြောင်းကိုလူကိုဖွင့်ပြလိုက်တယ်လို့နာစုကိုကြောင့်လူတစ်ယောက်ဘလောက်တောင်ပြောင်းလဲသွားတယ်လဲဆိုတာကိုလည်းသတိထားမိသွားပါရယ်တကယ်တော့နာစုကိုဆိုတာငယ်ငယ်လေးကလေးကအချစ်ရတဲ့ animation ကိုပဲအယူမှုဆွဲလိုက်ခဲ့တဲ့သူပါသူမရဲ့ကလေးဘဝတုန်းကမီတိုရီဆိုတဲ့တငယ်ချင်းမလေးတယောက်ရှိခဲ့ပူပါတယ်မီတိုရီကနာစုကိုကိုအရန်ခင်တွယ်ပြီးချစ်ခဲ့ပေမဲ့နာစုကိုကတော့ Attack of Parisian ဇလန်ထဲမှာပဲစိတ်ရောက်နေခဲ့တာပါနောက်ဆုံးမီတိုရီတယောက်တခြားမျိုးကိုပြောင်းသွားတဲ့အချိန်ကျမှနာဆိုကိုကသူမနဲ့မင်းသားလူတို့အတူရှိနေတဲ့ပုံရင်းတစ်ပုံကိုအမှတ်တရလက်ဆောင်ပေးလိုက်နိုင်ပါတယ်။အလဲလန်းတက်တော့လေရှူလို့ခေါ်တဲ့အပြေးအားကစားသမားကောင်လေးကနာဆိုကိုရဲ့ပုံဆွဲရည်ချင်းကိုသဘောကျပြီးချင်းကပ်ခဲ့ပေမဲ့နာဆိုကိုကတော့ခေါင်းနဲ့တော့မထည့်ခဲ့ပါဘူး။တက္ကသိုလ်ရောက်တော့လေ Drider Saburo ဆိုတဲ့သူကနာဆိုကိုနဲ့ပေါင်းပြီးတော့တချင်းဗီဒီယိုတစ်ခုလုပ်ခဲ့ကြတယ်။အဲဒီမှာနာဆိုကိုက Drider design တွေကိုသူမစစ်ချက်တွေရှောက်ပေးမိလို့ Saburo တယောက်စစ်တိုခဲ့ရပေမဲ့နောက်ဆုံးမှာတော့သူမကိုပဲအယူမှုချစ်မိသွားပြန်ရော
ဒါပေမဲ့ကန်ဆိုးချင်တော့နာဆူကိုအနိုင်မရတဲ့အပြင်သူ့ခင်ဗျာဘွဲတော်ကောင်းကောင်းမရခဲ့ရရှာပါဘူးသူမှအနီမေးရှင်းလောကရောက်သွားတဲ့အခါမှာလဲစတူဒီယိုဥက္ကဋ္ဌနာအိုမီကိုရန်ကပါနာဆူကိုချစ်မိသွားခဲ့ပါတယ်ဒါပေမဲ့နာဆူကိုကတော့အချစ်အကြောင်းကိုဘာမှနားမလဲတဲ့တောင်းအားမလေးဖြစ်နေတော့ချင်းတွေကပို့ပြီးတော့ရှုပ်ထွေးကုန်တာပေါ့အဲ့ဒီလိုနဲ့နာအိုမီတရားနာဆူကိုချစ်ချောင်းဖွံ့ဖြိုးဖို့ကြိုးစားနေတော့မှပဲနာဆူကိုကတော့အစာစိတ်သိမ့်ပြီးတော့ဘဝကိုးသားခဲ့ရတာပါနာအိုမီခင်ဗျာသူမကိုအသေးအံပြန်ခဲ့ဖို့ကြိုးစားခဲ့ပေမဲ့မမီခဲ့ပါဘူးလက်ရှိချိန်မှာတော့နိုင်ဆိုဂျာဖွဲ့သားတွေဟာ Destiny ရဲ့မိမမိုက်ကြီးဟာမှ Destiny နဲ့အတူတူအောင်မခံဆုံးသနေကြပါတယ်နာဆူကိုတရားဒီကဘာမှာပျော်စရာကောင်းနေအောင်သတိပြုမိပြီးဇလန်းကဒီလောက်တော့ဆက်ရောက်ရှာဖို့ကောင်းနေရလားလို့တွေးနေတော့ရှိသေးပုံကဆိုးကရောက်လာပြီးတော့ဒါကပျော်စရာမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့သူမကိုလာပြီးတော့ကောက်ဝက်နေပြန်ပါတော့တယ်ပုံကဆိုးကနာဆူကိုလိုက်ပြီးနောက်ဆက်နေတော့မှာပဲ QJ ကဒီငါဟာဒီကဘာမဟုတ်ပဲနာဆူကိုလိုပဲတခြားကဘာလာတာဖြစ်ရမယ်လို့ရင်းမိသွားပါတယ်နောက်ဆုံး Destiny ကငှက်ကိုဖမ်းမိသွားပြီးအမှန်တိုင်းမပြောရင်တတ်စားပြမယ်လို့ချင်းချောက်လိုက်တဲ့အခါမှာတော့အမှန်တရားပေါ်လာပါတော့တယ်တကယ်တော့အရင်ကဟာအတေး operation ဇလန်ကိုဖန်တီးခဲ့တဲ့စာရေးဆရာမကြီးခါမီတာရိုစရိုယာမှာဖြစ်နေတာပါသူမလည်းနာဆူကိုလိုပဲအစာစိတ်သက်ပြီးတိတ်ဆုံးခဲ့ရပြီးဒီကဘာမှာငှက်ဖြစ်ပြန်ဝင်စားခဲ့တာပေါ့နာဆူကိုကတော့သူမရဲ့ ideology ကိုတွေ့လိုက်ရလို့အယံဝမ်းသာပြီး automatic တောင်းလိုက်ပါသေးတယ်ဒါပေမဲ့ဆရာမကြီးကတော့တော်တော်လေးစိတ်တုန်နေရှာတယ်ဘာလို့လဲဆိုတော့သူမခေါင်းချခွန်ရေးထားတဲ့ဇလန်ကိုနာဆူကိုကဝင်ပြီးပြင်နေလို့လေဆရာမကြီးပြပြတာကတော့ Destiny ဆိုတာဒီလိုကြောက်သားဖုတ်တွေနဲ့မဟုတ်ဘူးမူရင်းကဘလို့ပုံစံလဲဆိုတာပြပြီးနာဆူကိုပုံစံပုံကတော့ခက်စီးဖို့ကြိုးစားခဲ့ပါတယ်သူမရဲ့ဆိုရဒီဇလန်ဟာမင်းသားလူသေးဆုံးပြီးမှပြဿနာမှာဖြစ်ပြီးဘယ်သူမှတားလို့မရဘူးလို့ဆိုသားပါတယ်တစ်ဖက်မှာလည်းမင်းသားသူတယောက်နောက်ဆုကိုပေါ်ထားတဲ့သူ့ရဲ့ခန္ဓာချက်တွေအတွက်အကြံဉာဏ်တောင်းနေပါတယ်နာအိုမီကကိုယ်ခန္ဓာချက်ကိုအမှန်တမ်းဖွင့်ပြလိုက်လို့အကြံပေးပေမဲ့လူကြီးရဲ့ဖွင့်ပြပုံတွေကတဖေးဖေးနဲ့အတော်လေးကိုကျွန်တော်ကြီးဖြစ်လာတာပေါ့ဒါကိုကြည့်ပြီးယူနီယိုကတော့မနာလိုဖြစ်ပြီးတော့ရင်ပူနေရရှာတယ်နောက်ဆုံးမှာတော့ Justice ရဲ့အကြံပေးချက်အရလူကနာဆူကိုရေဘူးစမ်းတော့ဖိတ်ခေါ်လိုက်ပါတယ်ဒီရေဘူးစမ်းကလည်းသူတို့တန်ငယ်ချင်းဟောင်းခံလာတိဆောက်ခဲ့တာဖြစ်ပြီးမွေးရုပ်ရှင်ထဲမှာပါလာကြောင်းနာဆူကိုလည်းအောင်းနေကြရပါတယ်ရေဘူးစမ်းမှာရှက်ကိုရှက်ကနဲ့စကားပြောနေကြတော့ကျုပ်တို့ရဲ့ white monster တကောင်ရောက်လာပြီးရေဘူးစမ်းကိုဖျက်ဆီးပလိုက်ပါတယ်လူခင်များဆစ်လက်တို့ရှက်လက်ရှက်နဲ့အဝတ်စားမပြည့်ပစုံနဲ့ပဲ monster ကိုပြန်တက်ရပါတော့တယ်နာဆူကိုကလည်းကိုကြီးဖို့အတွက် garden fail ကြီးတယောက်ကိုဖန်တီးလိုက်ပေမဲ့ monster ဖျက်ဆီးပလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကန်တန်ကြောင့်ပဲလူကခွင့်ရပြီးတော့ monster ကိုပြစ်ရှင်းနိုင်ခဲ့တာပါဒီလိုနဲ့ပဲအတူတူတိုက်ပွဲဝင်ရင်ဝယ်စားမပါပဲကဲတင်မိတဲ့လူကိုကြည့်ပြီးနာဆူကိုတရားမင်းသားလေးကိုတကယ်ပဲချိမိသွားပါတော့တယ်လူရဲ့အတိတ်ဆက်ကြောင်းနေနဲ့အရင်အပိုင်းတွေမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့ပြန်ပြောင်းသတိရစေပါတယ်ရေဘူးစမ်းတိုက်ပွဲပြီးမှနာဆူကိုတရားလူကိုရင်ဆိုင်မှုရမ်းရှက်နေတာကြောင့်အခန်းထဲမှာပဲပုံနေခဲ့ပါတယ်ဒီအချိန်မှာ QJ ကနာဆူကိုစီလာပြီးဆီယာမာကြီးခါမီထားတို့ပြောသွားတယ်ကန်ချမောင်ဆိုတာဘာလဲဆိုတာကိုမေးမြန်းပါတယ်နာဆူကိုကလည်းမူရင်းစလန်ရဲ့တကယ်မှန်တရားကိုဖွင့်ပြလိုက်ရတာပေါ့မူရင်းမှာဆိုရင် Unio Destiny နဲ့ဘာမင်းတို့အားလုံးတည်ဆုံကြရမှာဖြစ်ပြီးမြို့သူမြို့သားတွေကပါလူနဲ့ Destiny ကိုရန်သူလိုသဘောထားကြမှာပါနောက်ဆုံးမှာလူကိုယ်တိုင်ကျွန်တော်ကိုဖျက်ဆီးမိပြီး Great White ကြီးပေါ်လာကတကမ္ဘာလုံးပျက်စီးသွားပြီးကျူချေတယောက်တည်းပဲအသက်ရှင်ကျန်ခဲ့မှာပါဒါကိုကြတော့ QJ ကနာဆူကိုကြောင့်စရန်တွေကအကောင်းဘက်ကိုပြောင်းလဲနေပြီဖြစ်ကြောင်းအားပေးရှာပါတယ်ဒါပေမဲ့မကြခင်မှာပဲနောက်ထပ် White ကျူးကျော်မှုကြီးဖြစ်ပေါ်လာပြန်ပါတယ်ဒီတစ်ခါတော့ White တွေကအတော်လေးကိုလဲလာပါပြီသူတို့ကနာဆူကိုရဲ့ဖန်တီးမှုတွေဖြစ်တဲ့ Homemade Muscle တွေ Sabakat Mask နဲ့ Samurai တွေကိုပါပုံတူကူပြီးပြန်လက်ခတ်လာကြတာပါဒီတိုက်ပွဲမှာလူတို့တစ်ဖွဲ့လုံးထက်အပြင်းထန်ရခဲ့ကြပါတယ်နောက်ဆိုကိုတရားပုံစံကိုပြင်လိုက်ပေမဲ့ဆီယာမာကြီးရဲ့စကားတွေကိုပြန်ကြားရအောင်ပြီးငါထက်ဆွဲရင်သူတို့ကထပ်ပြီးပုံတူကူအောင်မလားဆိုတဲ့ကြောက်စိတ်ကြောင့်တုံဆိုင်သွားပါတယ်အဲ့လိုစိတ်လွန်သွားတဲ့ခဏလေးမှာဒုံးကြီးတစ်စင်းကသူ့မဲ့အလုပ်စပွဲကြီးကိုထိမှန်ဖျက်ဆီးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲ QJ ကနာဆူကိုဟာသူတို့အတွက်ပိုကောင်းတဲ့နာဖက်ကိုဖန်တီးပေးနိုင်အောင်လို့အခိုင်အမာယုံကြည်လိုက်ပါတယ်ဒါကြောင့်သူဟာနောက်ဆုံးလက်နက်အနေနဲ့ White Mickey ရီမန်စီကိုပြန်တက်သွားပြီးမိမိကိုအသေးအမုံဘက်ကရန်သူတွေကိုပြစ်ရှင်းလိုက်ပါတယ်မိုးရီတဲကြီးမကြီးရွာနေတဲ့ကြားမှာနာဆူကိုတရားသူမတုံဆိုင်မှုကြောင့်ကျူချေတည်သွားပြီဆိုပြီးတော့ကိုယ့်ကိုအပြစ်တင်နေယူကမတက်ငိုကြွနေရပါတော့တယ်သူရဲ့ကောင် QJ ရဲ့ဇာပနာကိုချင်းပပြီးတဲ့နောက်မှာတော့ Last Down တစ်မျိုးလုံးဟာဗျမ်းမတာဖြစ်ကုန်ပါတယ်နာဆူကိုကလည်းသူမထပ်ပြီးပုံစံမိရင် White တွေကပုံတူကိုမောင်ကြောက်နေတာကြောင့်ဘာမှမလုပ်ရတော့ပါဘူးဒါကြောင့်လူကလည်းအားလုံးရဲ့ဘေကင်းရဲ့အတွက်နာဆူကိုအဖွဲကနေထုတ်ပယ်လိုက်ရပါတော့တယ်တစ်ဖက်မှာလည်းမြို့သူမြို့သားတွေကသူတို့ရဲ့ဒုက္ခတွေဟာနာဆူကိုကြောင့်ပြစ်တင်လာကြပြီးသူမဟာ White တွေနဲ့တက်တက်လေးပူပေါင်းနေလို့တော့တန်တရားဝင်လာကြပါတယ်နာဆူကိုတယောက်ဘေးရင်ဆီယာမကြီးဘာလို့ပဲစီသွားပြီးအကူကြီးတောင်းပေမဲ့ဆီယာမကြီးကလူရဲ့ကကြမှာကပြောင်းလဲလို့မရဘူးလို့ပဲဆိုပါတယ် Destiny စီသွားပြန်တော့လေရေဟာကိုဆက်ထိန်းသိမ်းနိုင်မှုအတွက်သူမမရှိတဲ့တထေးကြီးနဲ့လက်ထပ်ကိုပြန်ဆုတ်ဖြတ်လိုက်ရတာကိုတွေ့ရပြီးအခင်းတွေကတစ်ခုပြီးတစ်ခုပိုဆိုးလာတာပေါ့အဲ့ဒီချိန်မှာပဲမာမင်းတို့အဖွဲ့ကလည်းလှုပ်ဝက် AI တခုကိုဖော်ဆက်နေကြပြီးမြို့သားတွေကတော့နာဆူကို Ultimate White ကိုခေါ်ယူမဲ့သူတို့တတ်မှတ်ပြီး White One ဖန်ဆီးဖို့လုပ်တော့ကြပါတယ်လူနဲ့ Unio ကနာဆူကိုလူအုပ်ကြားကနေအရင်ဥအောင်ခဲ့ဖို့ကြိုးစားပေမဲ့မာမင်းတို့အဖွဲ့ကလည်းနာဆူကိုသူတို့အစီအစဉ်အတွက်အသုံးချဖို့လာလို့ကြပြန်ပါတယ်ဒီလိုနဲ့နှစ်ခွက်ကြားမှာတိုက်ပွဲဖြစ်နေတော့မှပဲ Sacred White ပေါ်လာပါတယ်
ဒါတွေကနာဆူကိုပြီးခဲ့တဲ့တိုက်ပွဲမှာမတော်တဆချိမိထားတဲ့ပုံစံတွေကိုပုံလူကူးထားတာပါနာဆူကိုတရားလူနဲ့တူထပ်ပေးနေရင်မှတိလိုက်ရတာကငွေရင်းဇလန်ရဒီနေရာဟာလူနဲ့ Destiny တို့ထပ်ပေးရမယ့်နေရာဖြစ်ပြီး Destiny သေးရမယ့်နေရာပါအခုတော့ Destiny ရဲ့နေရာမှာသူမကစားထုံးဝင်ရောက်နေတာဖြစ်ပါတယ်အချင်းတွေရှုပ်ထွေးနေတော့မှာပဲနာဆူကိုဟာလူသားရဲ့တခိုက်မှုကိုခံရသလိုကလီဒီယာကိုကိန်းနဲ့ Secret Boy ရဲ့ဝမ်းမြောက်ခြင်းကိုခံလိုက်ရပါတယ်ယူနီယိုကဝင်ခဲ့ပေမဲ့နှစ်ယောက်စလုံးဆွဲခံလိုက်ရပြီးဗိုက်ထဲရောက်သွားကြပါတော့တယ်မြို့သားတွေကတော့နာဆူကိုသိပြီးအမှတ်နဲ့အောင်မခံနေကြပေမဲ့သူတို့ရဲ့ပေးချက်နေတဲ့နာဆူကိုရဲ့ပုံစံပုတ်ကလေးကိုကြည့်ပြီးလူတယောက်တော့စိတ်တွေအကြီးကျယ်ပြိုလဲသွားပါတော့တယ်မြို့သူမြို့သားတွေကနာဆူကိုသိပြီးအမှတ်နဲ့အောင်မခံနေကြပေမဲ့ Secret Boy တွေကတော့တမျိုးလုံးမှာတောင်းချနေတော့မှာပဲလူအုပ်ကြီးနဲ့ခိုင်းသားတွေဟာ Monster ရဲ့တက်ဖြတ်ခြင်းကိုအလူးလဲခံနေရပါတယ်ဒီကြားထဲမှာမင်းသားလူကတော့နာဆူကိုရဲ့ပုံစံပုတ်ကလေးပြောက်ကွယ်သွားတာကိုကြည့်ပြီးစိတ်တွေလုံးဝပြိုလဲသွားပါတော့တယ်မမင်းတယောက်တည်းရုန်းကန်နေရပြီးတက်ခတ်နေရသလို Justice ကလည်းမိမမဲ့ကြီးဟောက်ကောက်ဝဲဖို့အတွက်အဆောင်ကြိုးစားနေရပါတယ်။ဘာဟုတ်ဘက်နဲ့ဆီယာမာကြီးခမီထာရိုကတော့ဒီပျက်စီးခြင်းဟာရှောင်းလို့မရတဲ့ကင်ဂျမာပဲဆိုတာသိနေကြတာပေါ့။ဒါပေမဲ့အားလုံးမသိရတခုကနာဆိုကိုနဲ့ယူနီရိုဟာမွန်စတာဘတ်ထဲမှာအသက်ရှင်နေကြတော့မှာပဲ။နာဆိုကိုကတော့သူမအတိတ်ကလူတွေကသူမအရေးချင်းကိုလှမ်းပြောင်းနေကြတဲ့အိမ်မဆိုးတွေကြားမှာပိတ်မိပြီးစစ်တက်ကြနေကြတယ်။တစ်ဖက်မှာလည်းယူနီရိုကလူနဲ့ခက်တဲ့တဲ့အတိတ်တွေကိုအိမ်မက်မနေရင်ကနိုးလာပြီးတော့အိမ်မဆိုးတွေထဲမှာပိတ်မိနေတဲ့နာဆိုကိုစီကိုမွန်တာနဲ့တက်ခိုက်ပြီးတော့ရအောင်သွားခဲ့ပါတယ်။ဒါဆိုကတော့အာရုံနေပေမဲ့ယူနီရဲ့ဖြောင်းရမှုကြောင့်သူမကိုအနီမေးရှင်းလောက်ခရရအောင်ဆွဲခေါ်ခဲ့တဲ့မင်းသားလူရဲ့စစ်တဲ့ခွန်အားတွေကိုပြန်သတိရသွားပါတယ်။အဲဒီနောက်မှာတော့သူမဟာကလေးဘွားကနာဆူကိုနဲ့စက်ကူတက်မှာပြန်ဆောင်ပြီးပုံစံဖို့အသစ်ကိုလက်ဆောင်ရရှိခဲ့ပါတယ်။နာဆူကိုနဲ့ယူနီရိုဟာအရင်ကရန်ညိုးတွေကိုဘေးဖယ်ထားလိုက်ပြီးဒီဘလူးပိုင်တွေကထွက်ဖို့နဲ့အနီမေးရှင်းကဘာကိုကဲတင်ဖို့အတူတူဆုံးဖြတ်လိုက်ကြပါတော့တယ်။စိတ်ဖောက်ပြန်သွားတဲ့လူခါသူ့စီကအရာအလုံးကိုလူယူသွားတဲ့အတွက်ဒီကဘာကြီးကိုနာကြည့်ပြီး So Future ကြော်တုံးကြီးကိုသူ့လက်နဲ့ကိုယ်တိုင်ရက်ခွဲဖက်စီးပလိုက်ပြီးဒီကဘာလုံးကိုဝိုင်းမြုံမဲ့ Great Fight ကြီးဟာနှုတ်ထွက်လာဖို့အချိန်တန်သွားပါပြီ။ Mac နဲ့ Sally တို့ဟာသူတို့ကိုသူတို့အပြက်စီးတွေကြားပြီးမသွားခင်မှာ QJ ကိုအောင်မြင်စွာပြန်လည်ပြုပြင်မိနိုင်ခဲ့ပါတယ်။ဒါပေမဲ့အပြင်လောကမှာတော့လူကစိတ်ဒဏ်ရာတွေကြောင့် Ultimate Boy ဘလူးကြီးဖြစ်အသိပြောင်းသွားပါပြီ။အဲ့ဒီချိန်မှာပဲမာမင်ဟာနာဆူကိုနဲ့ယူနီယိုတို့ကိုဝန်တာရဲ့ဘက်ထဲကနေအချိန်မီကတ်ထုတ်ပေးလိုက်နိုင်ပါတယ်။ဘာဟုတ်ဘက်နဲ့ဆီယာမာကြီးခမီထာရိုတို့ကတော့ဒီစက်သိန်းကိုအေးဆေးပဲစောင့်ကြည့်နေကြတာပေါ့။နာဆူကိုတီယာမွန်စတာဖြစ်နေတဲ့သူကိုဘလို့မှပြောလို့မရတော့တဲ့အစုံသူမဟာလူကပုံလူတွေကိုဒရက်ဆက်ဆွဲပါတော့တယ်။မာမန်နဲ့ယူနီယိုတို့ကသူမအကာဝင်းတိုက်ပွဲဝင်ပေမဲ့ Ultimate Boy ရဲ့အစွမ်းကပြင်းထန်လွန်းတာကြောင့် Justice, Destiny မြို့တော်ဝင်တဲ့ယူနီယိုတို့အပါဝင်အားလုံးဟာတယောက်ပြီးတယောက်တည်ဆောင်ဝင်ကြပါတော့တယ်။နောက်ဆုံးမှာတော့နာဆူကိုတယောက်ထဲကျင်းခတ်ချိန်မှာပြန်လည်နှုတ်ထွက်လာတဲ့ဂျူဂျေကသူမပုံဆွဲနိုင်မှုအလင်းအောင်ပေးရင်ကူညီခဲ့ပေမဲ့သူတို့နှစ်ယောက်စလုံးနဲ့တိုက်ခိုက်ခံလိုက်ရပြန်ပါတယ်။ဒါပေမဲ့နာဆူကိုဟာသူမခန္ဓာကိုပြောက်ကွယ်မသွားခင်မှာပဲလူကပေါ်ထားတယ်သူမရဲ့အချစ်တွေကိုစူးစီးပြီးပြည့်စုံတဲ့လူကိုနောက်ဆုံးချိန်လေးဖန်တီးလိုက်ပါတယ်။အဲဒီလူကပဲ Ultimate Boy ကြီးကိုအပြည့်ရှင်းလိုက်ပါတော့တယ်။နာဆူကိုပြန်နိုးလာတဲ့အချိန်မှာတော့အရာအလုံးဟာပကတိတိုင်းပြန်ဖြစ်နေပါပြီ။ကဘာကြီးဟာငကိုတိုင်းလှပသွားသလို So Future ကြောင့်ကိုရိုနာနဲ့ပြန်ပေါ်လာပြီးတော့တဆုံးသွားခဲ့တဲ့နာဆူကြအဖွဲ့ဝင်တွေနဲ့သူအားလုံးကပြန်လည်ရှင်းလာကြပါတယ်။ Boy ကျူးကျော်မှုကြီးလည်းထာဝရပြီးဆုံးသွားခဲ့ပါပြီ။ဆီယာမာကြီးခါမီထာရိုကတော့ဇလန်နိုင်ကပျော်စရာနဲ့ဆုံးစရာမလိုပါဘူးဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ထွက်သွားတာပေါ့။နာဆိုကိုလည်းလက်တွေကဘာကိုပြန်ရမယ့်အချိန်မှာလူကိုချစ်တဲ့အကြောင်းဖွင့်ပြောခဲ့သလိုလူကလည်းသူမကိုတနေ့မှအရောက်ရှာခဲ့မယ်လို့ခရီးပေးလိုက်ပါတယ်။အခုဆိုရင်တော့နာဆိုကိုဟာလက်တွေကဘာကိုပြန်အောင်နေပါပြီ။သူမဟာအရင်ကလိုမဟုတ်တော့ပဲစပင်ပုံစံအသစ်နဲ့ယူနီယိုရဲ့ဥချိုလေးကိုကလစ်ဖြစ်တက်ဆင်ထားပြီးလုပ်ပေါ်ကိုင်မက်တွေအပေါ်မှာလည်းရန်ကိုကျင်နာတဲ့သူဖြစ်သွားပါပြီ။သူမရဲ့ပထမဆုံးရုပ်ရှင် First Love အမြင်သွားပြီးတဲ့နောက်လမ်းလျှောက်နေတော့မှမယုံနိုင်စရာကောင်းအောင်နိုင်ဆိုးကြအဖွဲ့သားတွေနဲ့ပြန်ဆောင်ခဲ့ပါတယ်။ဒါဟာစိတ်ကူးရင်မှုလားဒါမှမဟုတ်သူတို့တွေတကယ်ပဲလက်တွေကဘာကိုရောက်လာတာလားဆိုတာဝေခွဲမရပါနဲ့နောက်ဆိုကိုစပင်မှာတတ်ထားတဲ့ယူနီရဲ့ဥချိုလေးကနင်းလက်တောက်ပနေအောင်ကြည့်ရင်တော့ဒါဟာတကယ်အစ်စ်မှန်ကြီးဖြစ်နိုင်ပါတယ်